ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ channel လေးကနေပြီးတော့ဂျာပေးတဲ့ကြီးအတွက်ဝတ္ထုဇာတ်လမ်းကောင်းများစွာအမြဲမပြတ်ရွေးချယ်တင်ဆက်ပေးနေရပါ။ဒီနေ့မှလည်းဂျာပေးတဲ့ကြီးကိုစာရေးသူမေချူးသွဲ့ရဲ့ရှင်ခုံတာအချစ်လားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးထုံးလင်းတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းကောင်းလေးဖြစ်တာမို့လို့ပရိသတ်ကြီးကလည်းအကြိုက်တွေ့မှာပါနော်။ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇလန်လေးကိုစနိုးနဲ့တူတူပရိသတ်ကြီးက live ပါခန်းစားနားဆင်ပေးပါအောင်နော်ဇလန်လေးမစခင်မှာလည်း channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်သွားပေးခဲ့ပါအောင်နော်အသေးသေးတွေတင်တိုင်းမှာတရားဖို့အတွက်လည်းဘေးနောက် notification လေးကိုနှိပ်ပေးသွားခဲ့ပါအောင်ရှင်အမြသူ့ကိုခေါ်သမုတ်ကြတာအပြိုကြီးသူမအမေကစီရန်ချဲတကိုရီတကအပြိုကြီးပါဘယ်ယောက်ျားကိုမှစိတ်ဝင်စားပဲကြားဆွဲတော့ပါရှိရလို့ထင်နေသူမဟုတ်ပါဘူးသူမလောက်ကရက်ွက်တဲ့ငွေတိုးချီရဲ့ရွှေတဲ့ပစ္စည်းအပေါင်းခံတဲ့ဆက်ဆက်တိမခံတကယ်အော်ကျော်လန်အပြိုကြီးပါအသက်ရွယ်အားဖြင့်တော့30ဝန်းကျင်သာရှိပါသေးရဲ့သူမအမားဖြစ်သူမတ်စောချင်းနဲ့အတူနေပြီးတော့အမားဖြစ်သူကအေးစေးတလောက်စီရဲကတော့တကယ်အော်ကျော်လန်မတ်စောချင်းထံမှာတော့ကျောင်းနေရွယ်သမီးလေးတယောက်ရှိပါတယ်စီရဲရဲ့အပြောဆိုချမ်းချဲကြောင့်ရက်ွက်တဲ့အလူအများစုကစီရန်ချဲဆိုလွန်စွာကြောက်ကြပါတယ်စီရန်ပေါ်မှာမဟုတ်တာပဲမလုပ်ရဲကြပါဘူးတားထက်နင်မက်စီရန်ကိုစိတ်ဝင်စားနေရတော့မဟုတ်ပါဘူးနော်မယိခေကမောင်ဖြစ်သူတာထက်ကိုမေးလိုက်ခြင်းမှာတာထက်မယိခေအမေကြောင့်ဟာမာကြီးကလည်းဒီလောက်ပြောဆိုကြပြီးဇေယိုက်ကျဲမက်ဆီရန်စိတ်ဝင်စားစရာလားဗျဘယ်သိမလဲမနေ့တိုင်းမက်ဆီရန်ဈေးသွားနေမှာဦးရဖာရစိုက်ကားတဲ့ဈေးလိုက်ပို့ရတာမမောမပန်းမျက်ဆောင်ထိုးပြီးဆိုလာတဲ့အမဖြစ်သူစကားကြောင့်တာထက်သဘောကျစွာရှိရဲ့ဒါအလုပ်သဘောရပါအမရကျွန်တော်ကမက်ဆီရန်လိုပြိုပြိုစိတ်ဝင်စားမလားဒီလောက်ဖလန်းတွေပေါ်နေခင်မှာကိုနဲ့ရွယ်သူမင်းကလေးပဲစိတ်ဝင်စားမှာပေါ့အမကလည်းအေးပါစောင့်ကြည့်ရပါပေါ့တားထက်ရဲ့စီရန်နဲ့ပတ်သက်လိုက်ယောက်ျားများဆိုတာရစ်တီမလုပ်ရအောင်ရှိန်ကြတယ်စီရန်ဆိုတာကဘယ်ယောက်ျားသားမှသူ့နာမကဲရအောင်ပညာပြတတ်တဲ့သူသူမဘလောက်ပညာပြသူမအနာမှာတောက်တက်လို့ကတ်နေတဲ့သူဟာတီးတန့်ရှိပါတယ်သူ့အမေကလူပြောကြီးဦးတာတွန်းမစောချစ်အော်ကိုတာတွန်းလာလေးထိုင်ဒါနဲ့ဘယ်ကနေလှဲ့လာစောချစ်နှုတ်ဆက်တော့ဦးတာတွန်းဆက်ပြဲနဲ့ဟိုတီကြည့်ရင်နဲ့ဒီလိုပဲတမင်လာတာမစောချစ်ဒါနဲ့စီရန်ရှိလားဟင်မရှိဘူးဦးတာတွန်းရဲ့ဘာဖြစ်လို့လဲဟိုလေစီရန်အတွက်လက်ဆောင်လေးတွေယူလာပေးတာဘာဦးတာတွန်းဘာလာလောက်တာပိုးဦးသမီးလေးဦးတာတွန်းပိုးဦးကိုပဲတွေ့ပြီးပိုးဦးနောက်ကခါထောက်ပြီးကြည့်နေစီအောင်တွေ့လိုက်ရတော့ဦးတာတွန်းအနှဲငယ်ဖြုံသွားတယ်ဘာလာလောက်တာလဲဦးတာတွန်းရှင့်မလဲအိုကြီးအိုမနဲ့နှာကြောကထနေမရှက်ဘူးလားမမတို့ကလည်းမပြောချင်ဘူးစီရန်တို့မရှိရင်ဘယ်သူမှလက်မခံပါနဲ့ဆိုပိုးသမီးသွားရေချိုးတော့ဟုတ်ကဲ့တီလေးပိုးထွက်သွားတော့လက်ထဲကင်ထားတဲ့ကိုစပွဲကုံပေါ်ပြစ်ချလိုက်တယ်ဦးတာတော်မကြည့်ရဟိုလေစီရန်လေးအတွက်အကူရလက်ဆောင်ယူလာပေးတာပါအိုးရှက်ရှင်ယူလာတာတွေပြန်ယူသွားတော့နောက်တစ်ခါကျမဟိုဟာလာပေးဒီဟာလာပေးမလုပ်နဲ့ရှစ်ပါးနဲ့ကျမလောဝဝမ်းဆက်ဖြစ်သွားမယ်စီရန်နဲ့ဘာမှန်လဲကောင်းပါပြီစီရန်ရဲ့ကိုကြီးသွားဆိုသွားပါမယ်အိမ်မောမပြေးုံတမဲပြေးစင်းသွားဦးတာတော်စီရန်တော်ပွားတာအမှန်စီရန်ရဲ့ဘလို့ပြောလိုက်တာလဲကွယ်ဦးတာတော်အာနာစရာစီရန်တယောက်စောချစ်ကိုမကြည့်မနဲ့ကြည့်လိုက်တယ်ဒီလိုလူမျိုးတွေကဒီလိုပြောမှတန်ပါအမကပါလေဦးတာတော်စိတ်ဝင်စားနေလို့လားဟာဒီကလေးမသိဘူးလေအမစကားပြောပုံလဲအမပြန်ကြည့်အောင်စကားဆုံးစီရန်လှည့်ထွက်လာခဲ့စောချစ်ကတော့ညီမဖြစ်သူကိုကြည့်ပြီးတက်ပြေးမောတာရှိုက်မိတယ်ဆရာလေးနာမည်ကမင်းညံတာနော်ရက်ကွက်ထဲကစာတင်ကျောင်းအသေးပြောင်းလာတဲ့အလဲတန်းပြဆရာလေးမင်းညံတာအုပ်ချုပ်ရေးမှုအိမ်ကိုရောက်ပြီးတော့နေရရှာရတယ်။ကျောင်းဝိဆောင်အဖြူအုပ်စိမ်းလေးနဲ့လွယ်ကြီးကိုပခုံးတင်ထားတဲ့သူ့ပုံစံတီခန့်ညာမှုအပြည့်အုပ်ချုပ်ရေးမှုဦးအောင်ရှိသူ့ဝင်ထိုင်လိုက်တယ်။ဟုတ်ကဲ့ကျွန်တော်မင်းညံတာပါ။ဆရာလေးဒီကိုရောက်လာကျွန်တော်တို့ဝမ်းသာရတယ်ဗျာ။ဦးအောင်ရဲ့စကားကြောင့်ညံတာပြုံးလိုက်တယ်။ကျွန်တော်လည်းဝမ်းသာပါတယ်။ဒါနဲ့ကျွန်တော်နေထိုင်မှုအိမ်တစ်လုံးလောက်ငှားကျင်တယ်။ညံတာစကားကြောင့်ဦးအောင်တစုံတကူအလေးနဲ့တွေ့အိမ်ကတော့ရှိပါတယ်ဆရာလေးလိုတိမ်မွေ့တိတ်ခါရှိတဲ့ပုံစံနဲ့အဆင်ပြေပါမလားကျွန်တော်တွေးမိတယ်။ဦးအောင်စကားကြောင့်ညံသာစိတ်ဝင်စားဟန်နဲ့မျက်ခုံးပစ်မိ။ဘာဖြစ်လို့လဲဗျ။ပြောရမှာတော့ခက်တယ်ဆရာလေးကြီး။သူ့နာမည်ကစီရန်ချဲတဲ့။ရက်ကွက်တည်းကအော်ကျော်လန်ပစ္စည်းအပေါင်းခံတယ်။ငွေတိုးပေးတယ်။အိမ်ငါးချတယ်။အိမ်ငါးတွေနဲ့သူလည်းအဆင်မပြေပါဘူးဆရာလေးရဲ့။သူ့ရိုက်ကြမ်းလို့ဘယ်အိမ်ငါးမှမမြဲဘူး။အော်ဒီလိုလားရပါတယ်။အလိုက်ထိုင်နေတဲ့ဘွားအရေးကြီးပါတယ်ကျွန်တော်မက်ဆီရဲ့ channel တွေ့ပြီးစကားပြောကြည့်မယ်လေအေးဗျာဒါတော့ဆရာလေးသဘောပါ
ဘာပဲဖြစ်ဖြစ်နေစရာအိမ်တစ်လုံးရာဝအတီကမှုအော်ကျော်လန်ဆက်ဆက်ကျဲစီရန်ကျဲဆိုတဲ့အမျိုးသမီးကိုညံသာတွေ့ဆောင်ပြီးညှိနှိုင်းကြည့်ရတော့မယ်ပိုးဦးကကြောင်းတက်သေးလားထမင်းစားပြီးညံသာပိုးကိုတွေ့လိုက်မေးလိုက်ရပိုးဦးကသူ့ကိုပြုံးပြပြီဟုတ်တယ်ဆရာရဲ့သမီးက10တန်းလေကျူရှိမယူဘူးလားမယူပါဘူးဆရာရဲ့သမီးကကိုအားကိုကိုးချင်တာပချိုင်လေးနှစ်ဖက်ပေါ်အောင်ပြုံးရင်းနဲ့ပြုံးလာတဲ့ကလေးမချစ်စရာညံသာသူ့မလေးကိုပြုံးပြီးကြည့်လိုက်တယ်ဒီလိုလို့ပိုးကိုဆရာစာတင်ပေးမယ်လေဟာအာနာဆရာရဲ့ပိုးကဘာလို့အာနာလဲအမှန်ဆိုဆရာပိုးတို့အာနာရမှာလေပိုးတို့ကြောင့်ဆရာအတွက်နေဆရာအဆင်ပြေတယ်လို့စားရတော့ရလည်းအဆင်ပြေဒါကြောင့်ဆရာဟာကျေးဇူးစတဲ့သဘောပါဆရာကပိုးကိုစာတင်ပေးချင်တာလားဆရာသဘောလေဒါမှဆန်ရန်တို့မိသားစုနဲ့ဆရာပုံရင်းနေမှာပေါ့လက်ထဲမှာကော်ဖီနဲ့မုတ်ပကံလေးကင်ပြီးပိုးနဲ့သူ့အနာရှောက်လာတော့စီရဲ့ဒီမှာဆရာလေးအချိုတဲဖို့ဟိုလေကျွန်တော်ထမင်းစားပြီးခုနမှမစားတော့ဘူးနော်။အိုးဆရာလေးကလည်းဒီကစေတနာရှိလို့ဆရာလေးကိုအဝတ်ပြူတာဆရာလေးကမငင်းကောင်းမှုလေ။ညံသာစိတ်ရှုံမရအမှန်ဒီအပြိုရဲ့တတလုံးမှုကအတော်ဆိုးတယ်။ညံသာမျက်နှာကြီးမအီမသာနဲ့ဟိုဗျာမငင်းတော့မငင်းကျင်ပါဘူး။ဒါပေမဲ့ကျွန်တော်ဘိုက်မဆက်တော့လို့ပါ။မရပါဘူး။ဘာလဲစီရန်ကိုယ်တိုင်ခွန့်ကြွေးရမှာလား။ဟာခွာကြလာတဲ့ဒီအမျိုးသမီးအတော်ခက်နေပြီ။အိုးတီလေးရလဲဆရာဘိုက်ဖြစ်နေလို့မတောက်ပါဘူးဆိုဘာဖြစ်နေပေးပို့ပဲတောက်လိုက်မယ်ဟာပို့ချေမြဲလက်မြင်သူကပို့ခုံမော်ချထားတဲ့ကော်ဖီကိုတကြိုက်တယ်မော်တောက်ပြတဲ့စီရမျက်နှာအိမ်မအီမသားနဲ့မျက်နှာပိုးထက်အော်တိုရောက်သွားရတယ်ညံသားမှာတော့စီရနဲ့ပိုးကြီးငိုရခက်ရီရခက်ဟင်ကိုညံသားဝါဆိုညံသားတယောက်လွယ်လေးပခုံးမော်တင်ပြီးတောင်းထဲဝင်လာတဲ့အဖြူစိမ်ဝစ်စုံလေးချက်တည်ရှိစွာဆင်မြန်းထားတဲ့ချိန်ကချစ်ခဲ့ဘူးသူဝါဆိုသူမောင်တွေ့ရတော့အတိတ်တွေကအသိပြန်ဖြစ်လာသလိုအလွမ်းတရာဖြေမရနိုင်ခဲ့ဝါဆိုနေကောင်းတယ်နော်ဝါဆိုသူ့ကိုဆွေးဆွေးမြဲမြဲကြည့်ပြီးပြေပါတယ်ပဲပြောရမှာပေါ့ဝါဆိုအတွက်ကတော့ဒီနေ့တွေမှာနေသားကြနေခဲ့ပါပြီကိုညံရဲ့ဝါဆိုရဲ့အလွာမတူအစ်စ်အတန်းဆွဲစကက်လုံးနဲ့အောက်ဝါဆိုနဲ့သူဝေးခဲ့ရပါတယ်ဝါဆိုတို့အိမ်တော်ကြီးရောအဆင်ပြေရဲ့လားဝါဆိုနဲ့ကိုအားကကွာရှင်းလိုက်တာတနေ့ရှိပြီအကြောင်းကတော့သဘောထားမတိုက်ဆိုင်လို့ပေါ့အချစ်မပါတဲ့အိမ်တော်ကြီးကခိုင်မြဲဖို့မလွယ်ဘူးလေမော်ဒီလိုကြတော့ညံသာရင်နဲ့စိတ်တော်မကောင်းမှကိုကသူ့မောင်ချစ်ခဲ့ဘူးသူပါကိုမြင်လို့ဘူးတဲ့ပန်းလေးတစ်ပွင့်ဘောအချင်းတွေကကြားရလေတော့တစ်ချိန်ဟာပတ်သက်ဘူးသူအနေနဲ့သူ့စိတ်အစရာတနာကျုနာတတ်မရအမှန်မိစိန်ရှိလားစီရန်တယောက်ဒေါ်နဲ့မော်နဲ့မိစိန်ချံဝင်နေရောက်လာခဲ့အမစီရန်လာညီငါ့ကိုမျက်နှာချိုသွေးမြင်နဲ့ဘယ်မလဲငါ့ကိုအင်္ဂါနေ့ကပေးမယ်ဆိုတဲ့အတုံးငွေမိစိန်တယောက်ဆက်ဖြည်းဖြည်းမျက်နှာပေးနဲ့အော်ထိုင်မအောင်အမစီရန်ရဲ့ရင်နှွေးချမ်းလေးလက်ဖက်လေးသုံးဆောင်မအောင်စီရန်ရဲ့ဒေါသမြောင်ဝန်းနေမိစိန်ထံရောက်သွားတယ်ငါညီးစီလာတာညီးအဲခန္ဓာတွေနဲ့တာယာဖို့မဟုတ်ဘူးညီးစီကရစရာရှိအကျွေးလာတောင်းတာဟဲ့အဲ့ဒါလေလာကုံမအတိုးရောအရင်ရောပေါင်းဆက်လို့မရဘူးလားအမရဲ့မိစိန်လေဒီရတဲ့ချဲထိုးများပြီးချဲဖို့ရနေမွဲသွားလို့ပါအမရဲ့လောက်ပြီးညီးတို့ကမျက်ရည်ခံထိုးဖို့ပဲတက်တယ်ငါမပြောချင်ဘူးတော့အမစီရန်ရဲ့မိစိန်တကယ်တောင်းမှန်ပါတယ်မိစိန်တကယ်အစင်မပြေလို့ပါမိစိန်ရဲ့စကားကြောင့်စီရန်မျက်နှာကိုမဲ့ပြီးဘယ်အစင်ပြေမလဲညီတို့ကချဲထိုးဖို့ပဲပတ်စံရှိရငါကြွေးဆက်ဖို့ကြနေရွှေညရွှေနဲ့စီရန်ချင်တော့ပြောရင်ပြောတဲ့အတိုင်းဂရိတီမှာကြိုက်တာဟုတ်ကဲ့ပါအမရဲ့လာကုံတော့ကျမတကယ်အတိုးရောအရင်ရောဆက်ပါမယ်တကယ်ပါပြီးရောလူတွေများအကျွေးယူတော့ပြုံအကျွေးပေးချိန်ကြတော့နေရွှေညရွှေနဲ့ပဲပြောချင်ဦးတကယ်စီရန်ထွက်သွားမှမိစိန်တောင်မျက်နှာကြီးမဲ့ပြီးတော့ငါပေးမှရမယ်ပတ်စံအောင်များငါမပေးရင်သူရမှာမဟုတ်ဘူးပေးချင်မှဖြစ်တာမိစိန်ဆိုရဲလက်ပေါက်ခတ်တော့မျက်နှာချိုသွေးနေရသူမတူအောင်စံချိန်ထိုက်တဲ့သူပါအမစီရန်နေကောင်းတယ်နော်လူကဒေါသပြရကြရဲ့ပြောင်ဆက်ဆက်အတန်ကြောင့်အနောက်လဲကြည့်တော့ရက်ွက်တဲ့ဝေဖြိုးစော်စီရန်ဝေဖြိုးစော်ခါထောက်ပြီးမျက်မှောင်ကျုံကြည့်လိုက်တယ်ဘာကိစ္စလဲဝေဖြိုးစော်တယောက်ဆက်ပြေးမျက်နှာပေးနဲ့အမစီရန်ကအရင်လှရနော်အဲ့တော့ဟိုလေအမစီရန်လည်းအပြိုကြီးကျွန်တော်ကလည်းလူပြိုကြီးဆိုတော့ဆက်ပြောပါအောင်ကျွန်တော်နဲ့အမစီရန်သမီးစာလောက်ရအောင်လားလို့ဘာပြောတယ်ကျွန်တော်အမစီရန်ကိုချစ်တယ်လို့ဝေဖြိုးစော်စီရန်ဒေါသနဲ့အော်ရဗျာအမစီရန်နင့်ပါကောင်းလို့လက်ဝါးတောင်းနေရလားဗျာမဗျာနဲ့ငါလက်ဝါးအရွယ်သုံးပါမရွေးဘူးနော်အကြောင်းသိချင်းမြည်စမ်းကြည့်မလားမမီးတော့ပါဘူးဗျာကြောက်ပါပြီမြည်သွားလေငါလက်ဝါးမမီးတော့ပါဘူးလစ်ပြီပြုတ်ဝေပြောစော်တယောက်တုတ်ချေတင်ပြေးပါပြီအလကဦးကြောင်ကောင်းနေ
စီယန်တယောက်နကိုရီးယားဒေါသအခမ်းရှိနေပြီးသားမို့အခုလဲစိတ်အနှောက်အယှက်ဖြစ်ရပြန်တော့ပို့ပြီးမျက်နှာဒေါသရှိနေမာတင်းနေရတယ်။တီးလေးပြန်လာပြီလား။အိမ်မော်တက်လာတဲ့စီယန်ပို့မေးလိုက်ချင်းမှာအေးပြန်လာပြီစိတ်မောလူမောတကယ်ပဲငါ့ကိုရေအေးလေးတစ်ခွက်လောက်ပေးစမ်းပါဒါနဲ့ညီအမေရောအမေကရက်ကွက်ထဲခဏသွားတယ်အေးဒါနဲ့ညီဒီနေ့ဆရာလေးအိမ်ပဲစားသွားတင်သေးလားပိုးကိုစူးစမ်းလို့ကြည့်မေးလာတော့စီရဲ့ဟုတ်သွားတင်တယ်ဒီလေးဟမ်နော်ညီအနေထိုင်စင်ချင်းညီကမိန်းကလေးဆရာငယ်ရွယ်ဆရာနဲ့ညီကတအိမ်ထဲအတူစားတင်တာဆိုပတ်ဝန်းကျင်ကအမြင်ရှိသေးရဲ့ကို့ဘာသာစင်ချင်းနေအေးစီယန်စကားဆိုအခန်းထဲဝင်တော့ပိုးကောင်းကြိုက်ကြံခဲ့ဘာလဲဟာတီလေးကသူမနောက်ကတိုးတိုးလေးရေရွတ်လိုက်တယ်ကိုညံအစင်ပြေရဲ့လားဝါဆိုဘာအောင်မေးအောင်ညံတာသဘောပေါက်တဲ့အနေနဲ့နှက်ခမ်းကိုတွတ်ရုံပြုံးပြီးကိုအစင်ပြေနေရလို့ဝါဆိုထင်လားအမှန်တော့အစင်ပြေမနေပါဘူးဝါဆိုအင်းဘောတယောက်နဲ့တယောက်ကဘဝပေးစီနေစေမတူဘူးလေဝါဆိုတော့ဒီနှစ်တွေအစင်မပြေခဲ့ရကိုညံလည်းပဲအစင်ပြေပါမလဲကျောင်းဝင်းထဲရှိအရေးရတဲ့တစ်ပင်အောင်မှာရှိခုံတန်းလေးညံတာနဲ့ဝါဆိုစကားပြောနေမိများကြသွားတယ်မသိပဲနဲ့ကျောင်းတက်ခေါင်းလောင်ထိုးတန်ကြမှာလူချင်းခွဲလိုက်ပါတယ်ဝါဆိုသူမရှိလှည့်ထွက်သွားတဲ့ချစ်ခဲ့ဘူးသူကြည့်ပြီးကိုညံ့ရဲ့ဝါဆိုကိုညံ့ရင်နဲ့ကဝါဆိုပေါ်ထားတဲ့ချစ်တဲ့ချစ်စိတ်တွေရှိနေသေးရဲ့အဲ့လိုဆိုတာကိုညံ့မျက်ဝန်းတွေမှာမြင်နေရပါသေးရဲ့ဝါဆိုလဲကိုညံ့ကိုချစ်နေသေးပါပဲကိုရဲ့ဝါဆိုတက်မနတက်မနွေးနွေးကိုရှာရင်စာတင်ခန်းတွေပြန်ဝင်ခဲ့နှက်ကိုတူချစ်ခဲ့စရာချစ်ချင်းတွေအခုချိန်ထိတန်ရောစင်တစ်ချောင်းလို့ရစ်ပတ်နှောင်ထွေစားပါဆရာညံသာစာကြည့်နေစဉ်စာအုပ်လေးပိုက်အိမ်မော်တက်လာတဲ့ပိုးဦးရောက်ပြီလားမနေ့ကပေးလိုက်တဲ့အင်စာတွေရောပြီးပြီလားဟုတ်ကဲ့ဆရာပိုးဦးဆရာနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တယ်ဟုတ်ကဲ့ဆရာအင်စာတွေပိုးဦးလုပ်ခဲ့ပြီးပါပြီစကားကိုတလုံးချင်းအားယူပြောနေခြာတိတ်ကိုကြည့်ပြီးနေမကောင်းလားဟုတ်ဆရာခေါင်းတွေတအားကိုက်နေလို့ရဲ့netထဲကိုလက်ထောက်ပြီးအားယူပြောနေခြာတိတ်ကိုကြည့်ပြီးတက်မနွေနွေရှိုင်နေမကောင်းရင်ပြန်နားလိုက်လေနေမကောင်းမဲ့စာတဲ့ရင်စာရဲညီအာရုံရောက်မှာမဟုတ်ဘူးဟုတ်ကဲ့ဆရာကဲဒါဆိုပြန်တော့ဆရာစကားကြောင့်ပိုးစာအုပ်လေးတို့ကောက်သိမ်းပြီးလှည့်ထွက်စေဟာပိုးကြပြပိုးခန္ဓာကိုယ်လေးဖမ်းထိတ်လိုက်တော့ညံတာပိုးသူလုံနိုးခေါ်တော့ခြာတိတ်ကတုတ်မှမလို့ဟာဒုက္ခပါပဲသူ့မခန္ဓာကိုယ်လေးပွေပြီးကျဲမြင်မောညင်သားသွားချပြီးခေါင်းအောက်ကိုခေါင်းလေးထိုးထည့်ပြီးအနီးရှိရက်တောင်နဲ့တစ်ဖြက်ခတ်ပေးနေသူမနှစ်ဖူးလေးပေါ်မှာရှိတဲ့ဆန်တွေတို့အตาရတက်တင်လှုံနိုးခေါ်တယ်သူမလေးကတုတ်ပဲမလောက်ပါဘူးဒါကဘလို့ဖြစ်နေကြလဲဟမ်အမစီယံမျက်နှာပြက်ပြီးသူ့ကိုကြည့်နေစီရင်ကြောင့်ညံသာချေမကိုင်ပြီးလက်မကိုင်ပြီးပြတလဲဖြည့်ရှင်းအားယူရတယ်ဟိုလေးပို့မူးလဲသွားလို့ကျွန်တော်ဘာမှမပြောနဲ့စီယံကတော့ဆရာဆိုတဲ့စိတ်နဲ့လေးစားလိုက်ရတာအခုတော့ရှင်ကမထင်ရအောင်နော်ငယ်ရွယ်သမီးပြိုလေးကိုအိမ်မှာခေါ်စာတင်ပေးတယ်လို့ဖြက်စီးဖို့ရှိပဲနေရပေါ့စိတ်တက်ကွာမဲရွယ်ပြီးပြောလာတဲ့စီယံကြောင့်ညံသာစိတ်ရှုပ်စွာနဲ့အမထင်တယ်လို့မဟုတ်ဘူးဗျထင်ရတွေရှောက်ပြောမနေနဲ့ကျွန်တော်စိတ်တက်အဲ့လောက်အောက်တန်းမကြောက်စီယံမဲကရှိပြီးတော့ရှင်သာတိတ်ခါရှင်ဆိုရင်ကျမကိုလက်ထပ်မလားဗျာဟာမဖြစ်နိုင်တာသူ့အနာကပ်ပြီးသူ့ကိုတိုးလေးဆိုလာတဲ့စီယံကြောင့်သူ့မျက်ဝန်းတွေပြူးကျဲသွားရတယ်ဟာဒါတော့မဖြစ်နိုင်ဘူးလေဗျာရတယ်လေဒါဆိုပိုးကိုအဓမ္မကြံမှုကြောင်းဆရာလေးမင်းညံသာကြံစီပါတယ်လို့အရက်ထဲလိုက်ဖွာလိုက်အောင်ပေါ့ဟာမဟုတ်သေးပါဘူးဗျာဒါဆိုလဲရတယ်လေအရက်ထဲဖွာအောင်ပေါ့မဲပြုံးလေးနဲ့ပခုံးတွန့်ပြလာတော့စီရဲ့ညံသာတယောက်စိတ်အားရတယ်ဒီအပြိုကြီးနဲ့ခတ်ပါတယ်တကယ်သာသူမပြောသလိုအရက်ထဲလိုက်ဖွာမင်းညံသာဆိုရဲသူအရှက်ခွဲရတော့မယ်ဘယ်တော့ခါမှအရှက်တကွဲအကျိုးနဲ့မဖြစ်ခဲ့ဘူးသလိုတိတ်ခေါအသက်နဲ့ထက်တူတန်မိုးထားခဲ့တဲ့မင်းညံသာဘာမှဆက်ပြောနိုင်စွမ်းမရှိတော့လောက်ကောင်းငိုင်းဆိုင်ကြခဲ့ရတယ်။နောက်ဆုံးသူပြောလိုက်မိတာကခမည်းကိုကျွန်တော်လက်ထပ်မယ်။ကြီးလို့မှပေါ့။စီရဲ့မျက်နှာပေါ်ကျင်းတဲ့အပြုံးတွေကျွဲခုတ်ပြီးတော့ဆရာလေးကိုပိုင်ဆိုင်ခွင့်ရမယ်ဖြစ်ပြီးသူမရင်ထဲကပျော်ရွှင်မှုကပြောမပြတတ်အောင်။စွာတေးလည်းအပြိုကြီးစီရန်ချဲတောက်ယောက်ျားယူသွားပြီဆိုတဲ့တဲ့ကြောင့်ရက်ကွက်တစ်ခုလောက်အံ့ဩနေယူသွားသူကလည်းအခြားသူမဟုတ်ကျောင်းဆရာလေးမင်းညံသာဖြစ်နေရကြောင့်ပို့ပြီးတော့အံ့ဩနေရတယ်။ဆရာလေးကလည်းဟဲ့ဒီမိန်းမောင်မှယူရတယ်လို့အေးဟဲ့ဘာကြည့်ပြီးယူလဲမသိဘူးဒီလောက်အပေါက်ကဆိုစရိုက်ကြမ်းကြမ်းအပြိုကြီးမှအိုးအပြိုကြီးကမရမကအပိုင်းချုပ်ထားနေမှာပေါ့ဟမ်ဆရာလေးအလွတ်လျှောက်ဆိုဒီအပြိုကြီးယူမယ်တော့မထင်နင်းကဆရာလေးကိုနှမျောနှမျောတာပေါ့ဟဲ့ဆရာလေးကငယ်ချောလေးနှမျောမနေနဲ့တော့အပြိုကြီးယောက်ျားဖြစ်သွားပြီညီနှမျောနေလဲအပိုးပဲအရက်ထဲအမျိုးသမီးတတရဲ့ဝေဖန်တရားတို့လောဘသူတွေဘလောက်ဝေဖန်ပါစေစီရန်တော့အပြုံးမပြတ်
ကိုချစ်မြတ်တို့ယူထားတဲ့လျှောက်ချပေါ်မယားဝတ်တဲ့အကြေပြမှုအတိကပါညာရဲ့တိတ်ဆိတ်မှုကညံသားရင်နဲ့အပူကိုမငိမ့်နိုင်ပါဘူးမင်္ဂလာဦးညာလို့ဆိုစီညာလဲညံသားအနေနဲ့စီယံပေါ်ပါတခုမှမကျိုးလို့မဲ့တိတ်ခါတကူတွေရင်းခဲ့ရမင်္ဂလာပွဲကသူ့စိတ်ဆန္ဒလုံးဝမပါတယ်လို့ထို့အမျိုးသမီးကိုသူလက်ပြားနဲ့ထိဖို့မရည်ရွယ်ခဲ့ပါဘူးဆရာမအိတ်သေးဘူးလားစီယံတရင်တို့တော့ဘေးနာဆန်းကြည့်တော့ဆရာဟာရှိမနေအဲအားကြောင့်အပြင်ထွက်ကြည့်တော့ခုံတန်းရပေါ်ကြောခင်းအိတ်နဲ့ညံသားဖျောင်းနိုင်ပြီးမိန်ပြအောင်ညံသားကြောင့်အိရွေမရခဲ့တယ်လို့ရင်ထဲကမွန်ကျဲမှုတွေအတွက်အပြေးတော့အပြေးရှာတယ်စီရတန်ကြတော့သူ့တက်ပြုံရှိုက်ပြီးကျွန်တော်အိတ်မရလို့ပါကျမဘာလုပ်ပေးရမလဲရပါတယ်ကျွန်တော်တယောက်တည်းအေးဆေးနေခြင်းနဲ့မက်ဆီရန်အိတ်ပါစီရန်ဆရာလေးကိုကြည့်ပြီးပင့်တိုက်ရှိုက်လိုက်တယ်ဆရာတကယ်အဆင်ပြေရလားပြေပါတယ်အမစီရန်သာစိတ်ဖြောက်ဖြောက်သွားအိတ်ပါသူ့စကားဆုံးစီရန်တယောက်လဲကြီးစိတ်မချခြင်းများစွာနဲ့အခန်းထဲပြန်ဝင်လာခဲ့မနက်၄နာရီတုန်းခေါတော့သူမရဲ့ထုံးစံတိုင်းနိုးနေအောင်မို့ထမင်းချက်အပြင်ထွက်တော့ဆရာအိတ်ပြောနေသူမလည်းဆောင်းပါးလေးတက်ထဲနဲ့ခေါင်းအုံယူပြီးဆရာအိတ်နေအောင်အဆင်ပြေဖို့ပြုပြင်ပေးပြီးတော့ချင်းကိုင်းမှာဆိုရင်တော့ချင်းစီထုံးပေးခဲ့ဖြစ်နိုင်တော့ဆရာခန္ဓာကိုချင်းမပြောနဲ့ဖြုတ်တကောင်မင်းကြိုက်တာမကြိုက်တာသူမကိုသူမသာသိပါတယ်အမှန်စစ်လူတယောက်ချစ်ရအလောအမေပူပင်လွန်လာတော့သူမသိလိုက်ရရှေ့ဆက်ရင်မောလာပါပြီရက်ွက်တဲ့ဇေဒီလေးရဲ့ဆွဲလဲတန်လေးကညံသားစိတ်တို့အေးချမ်းမှုမရှိခဲ့ပါဘူးတစ်ပေအရေးကလေးရဲ့အုတ်ခုလေးမှာဝါဆိုနဲ့နှစ်ယောက်တူထိုင်ကိုစိတ်တွေမွန်းကြလိုက်တာဝါဆိုရဲ့ကိုတမင်ထောင်ချောက်စင်ဖန်းခံဟာဝါဆိုကိုညံ့မျက်နှာလေးကိုဂူးနာတက်စွာကြည့်ရဲ့ဝါဆိုနားလဲပါတယ်ဒါနဲ့ကိုညံအိမ်ကိုပြောပြီးပြီလားညံသာကောင်းတာရမ်းခိုင်မပြောရသေးဘူးဝါဆိုမလို့အဖူးထင်တယ်သူနဲ့ကိုရေရှည်ပေါင်းသိမှုမရှိပဲထားအတိုင်းတာတစ်ခုထိပဲအချိန်အတိုင်းတာတစ်ခုထိပြီးရင်တော့ကွာရှင်းပြီးကိုပြန်မှာအဲ့ဒီအချိန်တိုင်းတာတစ်ခုကြာကိုညံတကယ်အဆင်ပြေပါမလားမပြေလဲဘာတက်နိုင်မှလဲဝါဆိုရဲ့ဒီလိုပဲမီးစင်ကြီးကမှာပေါ့အခုချိန်မှာတော့အဆင်မပြေလဲပြေလဲပြေပေါ့ကိုညံသူ့လက်ကိုဖိညစ်စုပ်ကင်လာတဲ့ဝါဆိုမျက်ဝန်းတွေကျင်နာခြင်းအရေးတွေတွေ့နေရသူ့ရင်နဲ့နွမ်းလိုက်ရတယ်ဆရာထမင်းစားတော့မလားဟင်စီယန်ချိုးသားစွာမေးတော့လေညံတာကတော့မသိတယ်လို့ပုံစံမျိုးနဲ့ခမထမင်းစားလို့လားစားရင်စားလေကျွန်တော်မဆောင်နဲ့ကျွန်တော်စားကြင်စိမ်မရှိသေးဘူးစကားဆုံးညံတာအိမ်အောက်ဆင်းခဲ့လက်မှာကင်ထားတဲ့ဆေးလိပ်ကြောင်မင်းကြီးဖွာရှိုက်လိုက်တယ်စိတ်မှာအရန်ရှုံလာတယ်သူ့အတွက်စိတ်ထွက်ပေါက်ကဆေးလိပ်မီးခိုးတယ်စီယန်ရင်နဲ့အောက်တက်တက်နဲ့ကြံရစ်ခဲ့ရပါတယ်ကိုကမျက်နှိုးရသူဖြစ်တဲ့အလျောက်သူ့ပေါ်မှာအပြစ်ဆိုရင်မြူတမုံမှပဲမယူရတာခက်လာပါတယ်သူရှိရအရောက်ဆဲလာတော့ဆဲလိုက်ကြအောင်အားရပါရဖွာရှိုက်နေသူတွေ့လိုက်ရတယ်သူမစိတ်ထဲဘဝင်သိမ့်မကြပဲအဲအားကြောင့်သူ့လက်ထဲကဆဲလေးကိုယူပြီးလှုပ်ပြက်လိုက်မိရဲ့ဟာခမရဘာလို့တာသူ့မျက်မှောင်ကျုပ်မဲလာတော့ညံတာလှုပ်ပြက်လိုက်တာလေမမြင်ဘူးလားစီရအဖြေစကားကြောင့်ညံတာအလုံးမကြဟန်နဲ့ခမရကျွန်တော်ဘောက်ချုပ်ကင်ပြီးတော်သိမ့်ပြီအခုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကတမင်လိုက်ချုပ်ချေဖို့တော့မသိဘူးဒေါ်စီရန်ချဲသူ့စကားကြောင့်သူမပါဇက်အဟောင်းသားနဲ့ဆရာလွတ်လပ်ခွင့်ချုပ်ကင်နေမှာမဟုတ်ဘူးဆရာကျမ်းမာရေးထိခိုက်မှာဆိုလို့စီရန်တားတာပါညံတာနဲ့ခန်းတုံပြုံးလိုက်တယ်မလို့ပါဘူးလူတယောက်ကအသက်ရှင်နေပြီအတိတ်မဲ့တယ်လို့ခံစားနေရတေလူတယောက်နဲ့မှမထူးကြတာကျွန်တော်ဘွားမှာခမရကိုလက်ထက်လိုက်ရတယ်အရာရာဆုံးရှုံးပြီးသားပဲစကားဆုံးလဲထွက်သွားတယ်ဆရာကျော်ပြုံးကြည့်ပြီးဆေးရနှိုက်ခမ်းတွေစွန့်အားသွားတယ်သူမလှုပ်ခဲ့လောက်ရတဲ့ကွလူတယောက်ကိုဒီလောက်တောင်နာကျင်စေခဲ့ရလားမရည်ဝဲခဲ့တော့လဲအရာအလုံးနောက်ကျသွားပြီပြင်မရတော့တဲ့ခြေလမ်းတွေကိုနောက်ပြန်ဆုပ်ဖို့မှမဖြစ်နိုင်တော့တာကိုမွေးခဲ့တဲ့မိကိုကိုယ်တိုင်ငိမ့်သက်ရတော့မယ်မိုးဆက်မိုးပေါက်တွေတဲမဲအညိုကြီးစွာရွာသွန်းနေပါတယ်စီရန်တယောက်ဆရာเจ้าကိုအပြောင်မြော်ရင်လဲပင်ရှည်ရတယ်ခန်းစီကတိုင်ကက်နိုင်လမ်းကြောက်9နာရီမဖြစ်သေးပါဘူးဒီတိုင်းနေတော့သူမခောက်ထီကိုယူပြီးတော့မိုးရည်တဲ့လမ်းလျှောက်ထွက်ခဲ့လမ်းမထက်မိုးဆက်တွေကြောင့်တချို့လမ်းတွေကဘွက်အိုင်တွေချနေဒီချိန်ဆရာเจ้าကထွက်လာရင်သိကြတယ်မိုးရည်ဆိုမှအတွေးရဆိုရင်စိမ့်နဲ့ကြပြာเจ้าဘက်ထွက်လာခဲ့တွေးလိုက်ရမြင်ကွင်းတွေကစီရောက်သွေးပြက်စီလောက်တဲ့ကိုကစိုးရိမ်စိတ်ကြောင့်လိုက်လာတဲ့သူကဝါဆိုးဆိုရဲ့ဆရာမလေးကိုမိုးတဲလေတဲ့ထိတဲ့ချောင်းနဲ့အတူစားပွေးဖက်ထားပါဟင်းနာဆရာထိုမြင်ကွင်းတွေကိုစီရင်စက်ကြည့်နိုင်စွာမရှိတာကြောင့်ခြေလန်းတွေကိုလာရလန်းတိုင်းလှည့်ပြန်ခဲ့ပါးပြင်ပေါ်မှာတော့မျက်ရည်စက်တက်ချောအသားစီမဲစွာမိုးနဲ့တူရွာသွန်းဆဲပါညံသာအိမ်ပြန်ရောက်တော့အိမ်ရှိခုံတန်းပေါ်မှာရော်တီရော်ရဲထိုင်နေစီအောင်တွေ့လိုက်ရတယ်စီရန်သူ့ကိုတစ်ချက်လမ်းကြည့်ပြီးဆရာပြန်လာပြီလားဟုတ်တယ်မိုးရည်ဆိုလားနည်းနည်းကျမအဝေးစားယူပေးမယ်
အိမ်ကန်နဲ့စီရဝင်ပြီးခဏကြာပြန်ထွက်လာတယ်လက်ထဲမှာပစိုးအနီကွက်တစ်ထည်နဲ့စပိုးရှက်အင်ဂျီလက်တို့တစ်ထည်ရှူလာပါတယ်ဒါလေးဝစ်လိုက်နော်ညံသာသူမကိုလမ်းကြည့်တော့ဒီနေ့အတော်တည်ငြိမ်နေအပြုံးရမရှိတည်ငြိမ်လုံးနေတဲ့သူမမျက်နှာတခုခုစိတ်ထိခိုက်နေတဲ့ပုံစံအဝေစားတွေကိုသူယူပြီးတော့ကျေးဇူးတင်ပါတယ်ရပါတယ်မလို့ပါကျမထမင်းပြင်ထားလိုက်တော့မယ်လက်ထွက်သွားတဲ့သူမကြောပြုံကြည့်ပြီးထူးဆန်းနေရတော့အမြဲသူမအမြည်ထည့်ပြောတတ်တဲ့သူမဒီနေ့မှထူးထူးခြားခြားကျမဆွေအတုံးလုံးမျိုးသုံးလာကြသူတွေအံ့ဩစရာဟတ်ချူစီယန်သိန်းစည်းစရာရှိအောင်သိန်းစီပြီးမိဖို့တွေကအပြင်ထွက်တော့ဖျားကန်ရှိအိယာပြင်းနေညံတော့လမ်းကြည့်မသိမသာအခန်းထဲဝင်ခဲ့အရင်လိုဆုံးမဲခင်ချင်းစကားကိုတူပြောတတ်တဲ့စီယန်တယောက်ဒီကနေ့အလွန်တိတ်ဆိတ်နေအောင်ညံတာတတိထားမိရဲ့လူကမိုးမိထားတော့နှာစည်းချောင်းဆိုတာတစ်မျိုးမျက်လုံးတွေကပူဆဲဆဲနဲ့တကယ်ဖျားတော့မှအမှန်အကယ်ပါဘာတကူမှမစင်စားလို့အားကြောင့်ဆောင်းကောင်းပြီးဆိုရင်သာမိန်နေလိုက်မိရဲ့စုတ်သက်တန်နဲ့ညီညွတ်တန်တက်တဲ့ကြားကြောင့်စီရန်မျက်ဝန်းတွေပွင့်လာတယ်အတန်ကိုနားဆွင့်ကြည့်တော့အိမ်ရှိဖျားကန်ကအဲဒါကြောင့်စီရန်စိုးရင်စိတ်ကလေးနဲ့တူအိမ်ရှိထွက်လာတော့ဆရာထံကစီရန်ကောင်းကဆောင်းဖယ်ပြီးတော့နှစ်ဖူးကိုစမ်းကြည့်တော့အမလေးပူချေတောက်နေပြီမုံမိပြီဖျားပြီအဲအားကြောင့်စီရန်တို့အသာလှုပ်လို့ပြီဆရာအိမ်ထဲသွားမယ်အပြင်မှာမိုးတွေတဲနေဒီမှာဒီတိုင်းနေပို့ဖျားလိမ့်မယ်အမစီရန်လားအိုးဒုက္ခပါပဲဒီအိမ်မှာသူနဲ့သူမနှစ်ယောက်တည်းရှိရတည်ရနဲ့အမစီရန်လားဆိုတော့ခတ်ပြီဟုတ်တယ်စီရန်ကဲစကားပြောချင်အခန်းထဲရောက်မှပြောအခုကအခန်းထဲသွားစီရန်စကားဆုံးသူစုတ်တက်ပြီးအခန်းထဲဝင်သွားကြစီရန်အနောက်ကလိုက်ခဲ့ဖျားချမ်းပေါ်လဲလျောင်းအိတ်နဲ့ညံသားကိုပေါ်ဆောင်းနေထက်ချုံပေးစဉ်ကျွန်တော်အရန်ချမ်းနေလို့ခဏလောက်ဖတ်ထားပေးပါလားရှင်အိုးစီရန်စကားမဆုံးလိုက်သူမလက်ကလေးကိုဖန်ဆောင်မှုကြောင့်သူမခန္ဓာကိုယ်လေးသူ့ရင်ခွင်နဲ့အလဲလဲအပြိုထို့ညာအပြင်မှာမိုးရီတဲသလိုညံသားရဲ့အနံ့ရိုင်းတွေအောက်စီရန်တယောက်ရင်ဖို့လိုက်မောစွာလိုက်ပါစီမျောရင်းနဲ့ဟိုလေဗလာဆောင်တက်တဲ့မနက်ကလေးကအလုတ်ရှုပ်နေတဲ့စီရန်အနောက်ညံသားတိုးကတ်လာမနဲ့အရာထားရသူ့ကိုစစ်စစ်မကြည့်ပဲစကားပင်တခုံးမှမပြောပဲဒီအမကြီးခြေပြနေပုံကသူ့ရင်နဲ့ခုလုသူကလည်းအပြင်းလှုပ်ထားသူမဟုတ်လားကြည့်မရပါဘူးလို့တွင်ကြွေးကြော်ပြီးမှသူမစိတ်ဆန်တာမပါပဲသူမနဲ့အတူနေဖြစ်သွားတာသူအတွက်အပြစ်ကြီးကျောင်းကိုတော့နေမကောင်းတာကြောင့်သူခွင့်ယူထားရတယ်သူအနာကပ်ပြီးစကားပြောဖို့ကြိုးစားတော့အေးမလုပ်တဲ့ဒီမိုင်းတစ်စိတ်တော့လွန်ပါပြီဒီမှာစီရန်စိတ်ပြက်စွာလက်ထဲကင်ထားတဲ့ဘောပင်ခုံမော်စောင့်ချပြီဘာပြောချင်တာလဲကိုမင်းညံတာပြောကြရှိရင်ပြောဒီမှာကျမအလုပ်မအောင်ဟိုလေကျွန်တော်အမကိုတောင်းပန်ပါတယ်စီရနှက်ခမ်းပါလေးကိုတွတ်ရုံမဲ့ပြီးရပါတယ်ရှင်ကကျမယောက်ျားပဲဘယ်ရမဆိုရှင်မလောက်ပိုင်ခွင့်အများကြီးရှိရတယ်ကျမမိမသားပဲရှင်ပြူသမျှနှုတ်ရမယ့်အနေထားပဲလေအဲ့တော့ရှင်တောင်းပန်စရာမလိုကျမတို့ဘာမှမဖြစ်ခဲ့ဘူးပဲမှတ်လိုက်ပါစကားအဆုံးစီရန်ကထွက်လာခဲ့သူမရင်ထဲကမကျေနပ်ချက်တွေပြောချင်နေတော့ရှင်နဲ့အတော်မျိုးသိမ့်နေရခက်လာပြီရှင်နဲ့ကျမအတုံးလုံးမျိုးခြေပစကားဆိုသွားတဲ့အမကြီးကြောင့်ညံသားရင်နဲ့အောက်တက်အမြဲတမ်းတလေးတက်စာဆရာလို့ခေါ်ဝေါ်တုံလုံးတက်တဲ့သူမှစကားပြောဆိုတာစအတော်ပြောင်းလဲနေရကြောင့်မင်းညံသားအတွက်တွေးရခက်မှန်ရခက်ဘာဆက်လို့ရမှမသိရတော့အောင်လမ်းတွေအတော်ပြောင်းမိအော်ခက်လိုက်တာအမကြီးရဲ့ဒေါ်စီရန်ချေကသူ့ကိုပညာကောင်းကောင်းပေးနေပြီမဲ့ညံသာတိလိုက်တယ်အရင်ဆုံးထမင်းစားကန်နေရအနားမှာမမောနိုင်စကားတွေဆိုနေတော့သူမအနာကပ်ဖို့ဝေးစွာထမင်းစားရင်တော့အတူမစားပဲသူအနာကပ်ထိုင်မဲ့ပြင်သူမတနေရာရွှေ့ထိုင်သွားတတ်တယ်မင်းညံသာရင်နဲ့ခုလုအနာကပ်မဲ့ချိန်ရှောင်ထွက်သွားတတ်တာတမျိုးအတော်ဆိုရဲအမကြီးကိုညံအင်းရှာအတန်ကြားကြည့်တော့ဝါဆိုရှိတယ်ဝါဆိုရေးအပေါ်တက်ခဲ့ဝါဆိုတယောက်လက်ထဲကတလုံးကြိုက်ဆွဲပြီးအိမ်မော်တက်လာတော့အိမ်ရှိခုံမှထိုင်နေညံသားကိုတွေ့လိုက်တယ်ညံသားဘေးမှာဝါဆိုဝင်ထိုင်ပြီးအိမ်ထဲကိုဝေးဝိုက်ကြည့်ပြီးတော့ဒေါ်စီရန်ချေရောဝါဆိုအမေစကားကြောင့်ညံသားမျက်နှာမအီမတာနဲ့ရက်ွက်ထဲသွားမှာပေါ့ပြန်လာသေးဘူးဘာဖြစ်နေရလဲကိုညံမျက်နှာရမအီမတာနဲ့ထမင်းရောစားပြီးပြီလားမစားသေးဘူးစားကျင်စိမ်မရှိလို့အမှန်တော့စီရန်ပြန်လာသူစောင့်နေခြင်းမှာဘိုက်ထဲကဥပနဲ့ခွေလောက်ခွေနေပြီဆိုတာမပြောတဲ့ဘိုက်စာလုံးရင်တကွီမြည်နေရတယ်စိတ်ကြီးရဲ့အမာယူသူဟာသာမျောနေရပြန်လာရင်တော့ထမင်းတူစားဖို့မသေးကြပါဘူးဝါဆိုထမင်းထည့်ပေးရမလားဒီမှာကိုညံနေမကောင်းဆိုလို့ဝါဆိုကြက်သားစုပ်ပြုတ်လေးပြုတ်လာတခါလေးစားလိုက်လေဟင်းကြိုက်လဲဝါဆိုလှည့်လိုက်မယ်နေရတယ်ဟင်းကြိုက်ကိုကို့ဘာသာလဲလိုက်မယ်ထမင်းကတော့မစားကျင်သေးလို့မိဖို့ပဲဝင်ရန်ပြင်းတဲ့ဝါဆိုအလင်းမြန်တာပြီးလက်ထက်ကကြိုက်ကိုသူလမ်းယူလိုက်စေချောင်းအတန်ကြောင့်သူလှဲကြည့်တော့အိမ်မဝခါထောက်ပြီးမျက်ထောင်းနေနဲ့ကြည့်နေတဲ့အမိုင်းအခြေအနေကိုတွက်စားကြည့်အမိုင်းမျက်နှာမတ်သားမရနဲ့
အမှန်စစ်စစ်ဒေါသမောကဘယ်ချိန်ရွာချမှာမပြောတတ်ပဲဝါဆိုလည်းအချိန်တွေကိုသဘောပေါက်ဟန်နဲ့ညံတော့မချစ်သွားပြရေးပြပြီးကိုညံနောက်မှပဲခြိုက်ယူတော့မယ်နော်ဝါဆိုပြန်တော့မယ်နော်မစီရန်ဝါဆိုပြန်တော့မယ်နော်ဇက်ကအစုံဝါဆိုကြပြကြအိမ်မောဆင်းသွားပါတယ်စီရန်လည်းညံတော့မကြည့်မနှဲကြည့်ပြီးခုံမောထိုင်ချပြီးလူတွေနော်စင်ကြင်မှုနဲ့အတိတရားကိုမရှိဘူးမပြောချင်ဘူးမျက်စီနဲ့မြင်နေရတော့ထောင်မကျိုးသူတော်ဘာအပြစ်ပြောအောင်လဲကိုယ့်အိမ်ကနွားမှာမကောင်းတာသူများအပြစ်ပြောနေလဲအဖို့ပဲဒီအမကြီးတစိတ်တော့လွန်ပြီးသူ့ကိုနွားနဲ့နိုင်တာပေါ့ခဏကျုပ်ကိုနွားနဲ့နိုင်တာသူ့မေကွန်ကြောင့်စီရမျက်စောင်းသူ့ထံရောက်ပြီးဟုတ်ရင်နာလေမဟုတ်ရင်မနာနဲ့စကားဆုံးထထွက်သွားတဲ့အမရဲ့ခြေတန်းဘလောက်ဒေါသပါလဲဆိုမြေပြင်မှာဆိုငရဲမြေပြင်ခေါင်းကျိတ်နိုင်တယ်မောလိုက်တာနေကိုရီးယားအနာကတ်မရပါဘူးဆိုအခုတော့အခြေအနေကပို့ဆိုးပြီမင်းညံသားကြီးမင်းသေးတာသေးလိုက်ပါတော့အဲ့လိုရေရိုးမိလိုက်တဲ့အထိပါညံသားတယောက်မီးဖို့တဲ့အသာချောင်းကြီးတော့ထမင်းထိုင်စားနဲ့အမယိုတွေ့လိုက်ရတယ်ထို့ကြောင့်လက်ခနဲပြုံးပြီးမီးဖို့တဲ့ဝင်ပြီးသူမပဲဝင်ထိုင်ပြီးအမကျွန်တော်ထမင်းစားလို့သွားဖြဲပြီးရှိပြီးပြောလာတဲ့သူစကားကြောင့်စီရန်သူ့ကိုကြည့်ပြီးရှင့်မှာလက်တွေမပါဘူးလားညံသားသူ့လက်တွေသူဖြန့်ကြည့်ပြီးဒီမှာလေပါတယ်လေပါရင်အဲ့လက်နဲ့ပဲကို့ဘာသာထမင်းထည့်စားဘာဟင်းချက်လဲမမြင်ဘူးလားငါဟင်းဆိုတာကြောင့်ညံသားမျက်နှာလေးရှုပ်သွားတယ်ငါဟင်းဆိုအယိုးစုမှကြောက်တယ်အမအယိုးတွင်မေးပါလားသူ့စကားကြောင့်သူ့မရဲ့မျက်ဝန်းတောက်တွေကသူ့ထံရောက်လာတယ်ကို့ဘာသာလှုပ်တဲ့ကို့ဘာသာလှုပ်စားမလှုပ်တဲ့ငပိရည်နဲ့စားစကားပေါ်တွေထံပြောနဲ့နားကြီးရဲ့အမကလည်းဗျာသူ့စကားမဆုံးထမင်းမကန်ဆွဲပြီးအပြင်ထွက်သွားတော့စီရဲ့ညံသားလည်းမျက်နှာကြီးမှုန်သုံးပြီးဘက်ကန်နဲ့ထမင်းထည့်ပြီးထိုနေ့လေဆောင်ငပိရည်နဲ့သာနှစ်ပါးသွားလိုက်ရကိုတင်းနေစရာသူကအလျှော့ပေးပြီးသူမကို့ပြန်ချေပြတော့နေမတိထိုင်မတိမယိုးမရွာဖြစ်မိရအမှန်တရက်ကနေ2ရက်2ရက်ကနေ3ရက်3ရက်ကနေ4ရက်ရက်တွေပြောင်းလဲသွားတဲ့အထိအမရဲ့အမျက်တော်သာအတော်နဲ့မပြေပဲသူပင်နေကောင်း၍ကြောင်းပြန်တက်နေပြီးသူမကတော့သူ့ကိုဖောက်လေတဲ့ငပီရှိတယ်လို့မထင်ပါဘူးသူအပြားပြန်လာနဲ့ထထွက်ပြီးတော့အိမ်ထဲဝင်သွားတာအမြဲလို့ကြောင်းဝင်းစုံမလဲနိုင်မဲ့ညံသားကြောင့်အမကြီးစိတ်ကောက်နေအောင်စိတ်ပြောင်ချော့မယ်လို့တွေးပြီးအိမ်ထဲဝင်ခဲ့လိုက်တယ်ခမရဘာလို့ကျွန်တော်ကိုရှောင်နေရလဲတော့စီရန်ချေအိမ်ကန်ထဲဝင်လာပြီးသူ့ကိုမေးခွန်းထုတ်လိုက်တဲ့ညံသားကြောင့်စီရန်စိတ်ပြတ်တယ်လို့ကြည့်ပြီးကိုယ်ရှောင်သွားရင်ပြင်လိုက်တော့လေမြန်စွာသူမလက်ကိုညံသားလှမ်းဆွဲလိုက်တာကြောင့်သူမခန္ဓာကိုယ်လေးခန်းစည်းထန်နဲ့ကတ်သွားရတယ်။အိုးနှခမ်းပါလေးတဲ့ပူနွေးတဲ့အထီတွေနဲ့အတူကျန်းရှာအနံရိုက်ထုတ်မလို့ခြင်းပဲရယူလိုက်တော့စီရယ်။အိုးဖဲသူမအတင်းတွန်းဖဲပြီးရုံးထွက်မယ်ပြင်တော့စူးရှာအတီတချို့သူမထံရောက်လာပြောလေဘာလို့ရှောင်နေရမမြင်စင်မတွေ့ကြလို့ရှင်းပြီလားဖဲမမြင်စင်မတွေ့ကြလို့ရမလားခမ ्या နဲ့ကျွန်တော်တအိမ်နဲ့နေလေးများစွာလဲတတိထောင်အိုးသူမမျက်နှာလေးရဲပြီးကြောင်ကင်းနဲ့အိုးဘာလေးများလဲပါဇက်ကစီကမ်းမရှိဘူးဖဲနစ်လက်တွေကိုလှုပ်ငါ့ကိုလှုပ်အတဲလို့ဖို့ပြောပြီးရုံးနေအမားကိုခါဆွဲပွေပြီးညစ်ထေးထေးပြုံးလိုက်တော့ညံတာဒါဆိုမိုးရတဲ့ညာကိစ္စအမြင့်ပြန်လန်ရောက်လာမင်းညံတာနေမရောက်ပါနဲ့နော်ခက်ဆူဆူနားတဲ့တိုးဝင်လာအတန်သူများရဲ့အတွက်နှဝင်ချိုခြင်းမချိုမယ်သူအတွက်တော့နှဝင်ချိုလွန်းတာကြောင့်ဟုတ်တယ်လေခမ ्या ပဲလင်းများမဟုတ်ဘူးဆိုအဲ့နေရတကယ်လင်းများဖြစ်သွားခမ ्या မေးနေမှတ်မိအောင်ပြန်လုပ်ပေးရမှာနေညစ်ပတ်တယ်ဖဲငါ့ကိုလို့မလုပ်ဘူးဗျာမလုပ်တော့ဘာလုပ်ချင်တကယ်မလုပ်ဘူးလားနားလိုက်တာမှတ်ပြီလားသွားချွန်နဲ့သူ့လက်ကိုဖိကိုက်သွားစီရဲ့ညံသားလက်ကလွတ်တာနဲ့ပြေးထွက်သွားတော့စီရံမှာပြေးထွက်သွားတဲ့အမာယုကြည့်ပြီးပြုံးလိုက်မိသူကညံသားသူ့စိတ်ထဲသူ့ကိုရောလွန်းတာကြောင့်ကလတ်တက်နိုင်မယ်ထင်သားတော့လေတကယ်မာနကြီးလုံးနဲ့အမာကြီးဆိုတာသိလိုက်ရပါတယ်တကယ်ပါစီရန်ချဲဆိုရအမာကြီးကသူ့အစာပေါင်းများစွာခြေပြနိုင်တဲ့သူညနေတွေကနှစ်ယောက်သားပူးပေါင်းဖြစ်ပြီးကြတဲ့ဟိုအမာကြီးသူ့အမအိမ်ဘက်ကူးသွားပြန်ဝင်ပေါ်မလာပဲသူ့ကိုစိတ်ဆိုးသွားချစ်မာတယ်အခုချိန်ကြီးပြန်ပေါ်မလာနိုင်ကြီးရော10နာရီညံသားတယောက်စီရအောင်ဆောင်ရင်လည်းအပြုံတန်ငေးလဲပြီးရှိနေရတယ်ဝင်လာပါပြီလက်နေတယ်မီမိန်ပြပြနဲ့ဝင်လာတဲ့ကျွန်တော်ရဲ့စွာတေးလက်အမကြီးချန်နယ်ကဝင်လာတော့တွေ့ရတဲ့ဖျားကန်ရှိရှိစောင်းတဲ့ကောင်ကိုယူပြီးအိမ်ထဲဝင်ခဲ့လိုက်တယ်စီရန်ပေါ်တက်လာတော့ဖျားကန်ရှိကြီးပြီးတော့ဆေးအောင်မတွေ့အဲ့အားကြောင့်အိမ်ကန်ထဲဝင်လာတော့ဖျားသူမအဲ့ရပေါ်သူ့နေရာတွေပါလို့ကြာနာအဲ့နေရဲ့မင်းညံတာဒီကောင်ဘာချိုးချိုးရလဲပေါ့မျက်မှောင်ကျုပ်ပြီးဒါပါလို့တာလဲမင်းညံတာဖျားခင်းပြီးကြော့မော့ခါဆန်းအိတ်နဲ့ညံတော့စီရန်ခါထောက်ပြီးတော့ညံတာငုတ်တုတ်ထထိုင်ပြီးအိတ်မလို့လေအချိန်လဲကြည့်အောင်10နာရီထိုးနေအမကြီးကမအိတ်သေးဘူးလားနေ့နေရနေသွားအိတ်လေငါအခန်းထဲပါဝင်လောက်တာအတူတူအိတ်မလို့လေဘာပြောတယ်ညံတာဒေါသဖြစ်နေအမကြီးကိုမချီသွားပြဲရည်ပြပြီ
ဟုတ်တယ်လေလင်းမရပဲအတူတူအိတ်ရမှာပေါ့သူ့စကားကြောင့်စီရဲ့မျက်မှောင်ကျုပ်ပြီးအိတ်ချင်ရင်ဒီအခန်းနဲ့နင့်မာတာတယောက်တည်းအိတ်ငါကတော့နင့်လိုအယူနဲ့အတူမအိတ်နိုင်ပြီးတော့လင်းမရဆိုတဲ့စကားလုံးနောက်ခါနေဘက်ဆန်မပြောမိစင်နဲ့ငါလက်ဝါအရွယ်သုံးမှမရွေးဘူးမင်းညံတော့အမလီကျင်းလိုက်တာသူ့ဘာပြင်ကျင်းသွားတာထိပဲဒီအမားကြီးပုံစံမထင်တယ်လို့လုံးမဲ့ပုံစံညံသားအနေနဲ့ကလည်းမထီတက်ထီသူ့မောက်လိုင်းနောက်နေရတာအရာတာတစ်မျိုးစီရညံသားဘေးကခေါင်းနဲ့ဆောင်လှမ်းဆွဲလိုက်စီအိုးနင်ဘာလုပ်တာသူ့လက်ထဲအယုတ်လေးတယောက်လိုပါလာတဲ့အမားကြီးတင်းကြပ်ထိုးပြီးအဲ့ဟာပေါ်လဲစားမိသွားညံသားမင်းညံသားအယူဘာလို့မလို့လဲလှုပ်နန်ခံပါလေးတက်ဆက်တုံးပြီးသူ့လက်တွေကရုံးကန်တဲ့အမားကြီးကြောင့်သူ့စိတ်အလိုကြလှုပ်ပေးလိုက်တယ်နက်ခမ်းပါကိုဖိကက်နှမ်းဆိုင်သွားညံသားပါကြောပြင်းမောကြောက်လာတဲ့လက်သီးစုပ်တွေညံသားဂူးမဆိုင်အားပဲနဲ့သူ့လက်ထဲကသူမှလွတ်ထွက်မိဆိုတာကြောင့်ပိုတွေးပြီးတင်းလေးဖိတ်လေတိုင်းကြောလေးရာစမျက်နုံနန်းဆိုင်နေမိရဲ့သူမထံငိုတန်တက်ထွက်လာမှသူအသိဝင်လာပြီးသူမလှုပ်ပေးလိုက်ချိန်မျက်ရည်တွေပိုးပေါက်ကြသူ့ဘာပြောအားကုန်လွှဲရိုက်သွားစီရဲ့သူထူပူသွားတဲ့ဘာပြောလက်နဲ့ပွင့်သူမအောင်တက်အန်တော့ကြည့်နေစဉ်သူအနာပြေးထွက်သွားတော့စီရဲ့ညံသားတယောက်ပါစကားတခုံးမှဆက်မပြောနိုင်စွန့်အားသွားရတဲ့အထိပါမရိုက်ဘူးလို့ထင်ထားတဲ့သူ့ဘာသူမလည်းနဲ့တကယ်မိတ်ဆက်ဖြစ်သွားရညာရဲ့တိတ်ဆိတ်မှုအောက်စီရဲ့မျက်နာတွေအတားစီမဲ့စွာဘာကြွလဲဘာကြောင့်လဲဘာကြောင့်ဒီလိုလှုပ်နေရသူမဝေခွဲရခတ်စွာနဲ့သူ့အတွက်ကိုကဘာလဲသူ့မြင်မှာဘာလဲတွေ့ရင်နဲ့ဆံမတွေးနာအောင်ရှင်ဘက်ထက်နာကျင်လိုက်ချစ်ချင်းဆိုမြည်တမုံမပါပဲအလိုရမတ်တစ်ခုအတွက်ရယူချင်တာကသူမနဲမှလက်မခံနိုင်ပါဘူးကိုကချစ်မိတော့လေယောက်ျားတယောက်ရှိဒူးထောက်အညံ့ခံမှုထိသူမမာနာတယ်အရှုံးမပေးနိုင်ပါဘူးချစ်တာအရှုံးပေးတာအရှုံးမာနာတီးတန့်ခွဲခြားထားကြောင့်မင်းညံသာဆွဲလူတယောက်အရှုံးပေးဒူးထောက်ဖို့အထိမာနာတွေအထက်မှန်ကြဆွေးခွင့်မပြုတ်နိုင်ပါဘူးသူ့ရင်ထဲမှာရှိနေသူဟာဝါဆိုးဆိုတဲ့တည့်ရက်နဲ့နောက်တစ်ချိန်သူ့ဆန္ဒကိုသူမယူမိုက်စွာမလိုက်ရောနိုင်တာကိုသူနားလည်နိုင်တယ်ခုံလိုက်တောင်ကောင်းမိပြီးအိပ်ပျော်နေအမကြီးသူမအနာကိုသူဖြည်းဖြည်းလျှောက်ပြီးတော့သူမမျက်နှာလေးငေးကြည့်ပြီးတော့ဘလောက်တောင်ငိုထားမှမသိမျက်ခုံနဲ့မုတ်အိပ်ပြီးပါးပြမောမြဲရမချောက်သေးပါဘူးသူမတမ်းမနွေနွေရှာပြီးသူမခန္ဓာကိုယ်လေးအသာပွေပြီးအိမ်ကန်နဲ့ဝင်ခဲ့လိုက်တယ်ဖျားပေါ်အသာချပြီးတော့သူမခန္ဓာကိုယ်ပေါ်ဆောင်းအပါလေးလွှမ်းခြုံလိုက်တယ်ပြီးရဲ့နောက်သူမအနာအသာရလဲပြီးမိုးအင်းနဲ့ပါးပြက်လို့မျက်နုံနေသူမကိုပွေဖက်ပြီးတော့သူ့မျက်ဝန်းနဲ့မှိတ်ချလိုက်မိရဲ့တကယ်ပါစွာတေးလန်ဒီမိုင်းမှာကျွန်တော်ရင်နဲ့တိတ်လေးတွေ့တာမိနေဘယ်သူကသိမှာရဲလဲမနက်၄နာရီအချိန်ဖုန်ကြီးကျောင်းဘက်ကအုံမောင်းခောက်တန်တဲ့တူစီရဲမျက်လုံးတွေပွင့်လာခဲ့ပါတယ်သူမတေချာကြည့်ပြီးမှသူမခန္ဓာကိုယ်တစ်ခုလုံးမင်းညံသာရင်ခွင်ထဲမှာအိုးဖះရေသူလက်ကသူမကိုတိုင်းဖက်ထားတဲ့သူလက်တွေကသူမခန္ဓာကိုယ်လေးလှုပ်မရအောင်မင်းညံသာနေထဆန်းခက်ဆူထွက်ပေါ်လာတဲ့သူမတန်ကြောင့်ညံသားရဲ့နိုးတော့ဝက်အိမ်မက်ပြတ်သွားပြီးလက်နိုးလာရမဟန်နဲ့အခုထနေငါ့မဟုတ်တာဘာလုပ်လိုက်သေးလဲဟောဗျာအမရဲ့မိကုံသူ့မှာငိုရခက်ရီရခက်တကယ်ပါကို့မှာသူမအောင်ရင်ခွင်နဲ့ပွေထားရလွယ်ဘာဆိုဘာမှမပါတဲ့ကိစ္စယူးကျင်ပါတယ်ဒီအမိုင်းနဲ့တော့ကျွန်တော်ဘာမှမလုပ်ပါဘူးဒီတိုင်းပဲဖတ်ထားတာဟုတ်လို့လားမယုံတဝိုင်းယုံတဝိုင်းနဲ့မေးလာတဲ့သူကြောင့်သူရီလိုက်ပြီတကယ်ပြောတာမယုံတာတော့မတက်နိုင်အဲ့ဒါဆိုလဲပြီးရောအဲ့ဟာဘဲသွားမှာလဲအိုးသူ့အနာထထွက်မယ်ပြင်တဲ့အမားကြီးကိုညံတာလှမ်းဆွဲတော့သူမခန္ဓာကိုယ်လေးသူ့ရင်ခွင်ထဲရောက်လာရနီရဲနှက်ခမ်းနဲ့တော့သူမက်မောစွာနမ်းပြီးအမနှက်ခမ်းတွေကတိတ်ကိုချိုးတယ်နကိုရအဆက်သေးနေရတဲ့စီရဲမျက်နှာပေါ်ရင်နွေးပူနဲ့ဖြန်းပတ်တက်လဲနီရဲလျက်ပါဝါဆိုးဘွားမှာအိမ်အောင်ပြက်တစ်ခုလဲဆွဲအမည်ဆိုတစ်ခုကြောင့်ပတ်ဝန်းကျင်အထင်အမြင်သေးရအခုလဲညံသားလို့အိမ်အောင်ရှိယောက်ျားတယောက်နဲ့ပတ်သက်နေအောင်ပတ်ဝန်းကျင်နှက်ခေါင်းရှုပ်နေကြအထုအဆန်းမဟုတ်ပဲအမှန်တော့သူမအမှန်တကယ်ချစ်ခင်မျက်နှိုးကယောက်ျားကမင်းညံသားသူအိမ်အောင်ကျသွားပြီဆိုအဖြစ်ကိုသူလုံးဝလက်မခံတာလွယ်ပြီသူတို့အိမ်အောင်ကြီးပြည့်စည်အောင်နှောက်ယှက်ဖို့ထီတော့သူမစိတ်ကူးမရှိပါဘူးဆ iam မဝါဆိုအယောက်ကခေါ်တန်းကြောင့်သူကအပြင်ထွက်ခဲ့တော့ဟင်ကိုကသူမတွေ့လိုက်ရတဲ့သူကြောင့်သူမမျက်ဝန်းနဲ့မေးမိန်သွားရပါတယ်ဆ iam မခင်မုန်းလို့ပြောတယ်ဆ iam မကိုတွေးချင်လို့တဲ့အဲ့ဒါကျွန်တော်လိုက်ပို့တာအော်အေးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ပြန်တော့မယ်နော်စကားဆောင်လှည့်ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးရှင်ပါလာလောက်တာကိုယောက်ျားကိုကြိုးစဲပေါ်ဟာဘူးပေါက်နဲ့ဝါဆိုတက်မနွင်ရှာရင်အိမ်မော်တက်ပါဝါဆိုရှိကဥဆောင်ပြီးအိမ်မော်တက်တော့အာကာနောက်ကလိုက်လာခဲ့ပြီးအတိတ်ကဖြစ်ပျက်တဲ့အားလုံးတွေမင်းကိုနာကျင်စေခဲ့တာကိုတောင်းမှန်ပါတယ်ကိုကိုနားလဲပေးပါ
မင်းကိုချစ်လုံးလို့ကိုတဝင်းတို့ပြီးဆွဆွဲတယ်လို့ဖြစ်သွားခဲ့ရတာပါသူ့စကားကြားအဝါဆိုမျက်ရည်တွေအိကနေပြိုဆင်းလာရတယ်တွားဒါနဲ့မြန်လူကိုကွာရှင်းခွင့်တောင်းရရလို့အာကတသိမ့်သိမ့်ကုန်တဲ့ချစ်စနီကိုယူရစွာပွေဖက်ပြီးကိုတောင်းမှန်ပါတယ်အမှန်တော့ကိုအဲ့ဒီစာချုပ်မှာလက်မှတ်မထိုးဖြစ်ခဲ့ပါဘူးတကယ်ပါသူ့စကားကြောင့်ဝါဆိုသူ့ကိုမောကြည့်ဘာလို့လဲမင်းကိုချစ်လို့ပေါ့ချစ်လို့ပဲတစ်နှစ်လောက်ပြစ်ထားရပေါ့တောင်းမှန်ပါတယ်အချစ်ရဲ့နူးညံ့တဲ့အနမ်းတွေရဲ့ကြောင့်ဝါဆိုရဲ့ရင်ခုန်တဲ့အထင်းကိုမဲ့ဆိုကို့ကိုချစ်လုံးတဲ့ယောက်ျားလက်ကိုမြဲအောင်တွဲမယ်လို့ဆုံးဖြတ်နေဝါဆိုကိုသူ့ယောက်ျားလာပြန်ခေါ်သွားရည်လားထမင်းစားနေပြောလိုက်တဲ့သူ့စကားကြောင့်စီရန်သူ့ကိုလဲကြည့်ပြီးဖားလေဟိုမိမယောက်ျားလိုက်လာတော့နေရာရင်ထုမနာဖြစ်နေတာသူ့ထက်မျက်စောင်းကြီးပြီးပြောလာတဲ့အမယုတ်ကြီးပြီးမဟုတ်ရပါဘူးအမရာသူနဲ့ကျွန်တော်ကဘာဆိုင်တာမဲ့လို့လွန်ခဲ့တဲ့နှစ်ကလေးကသူနဲ့ကျွန်တော်ဇလန်ကပြတ်သွားပြီသားဒါတော့လေသိနိုင်မလားငါသိနေအောင်နင်တို့နှစ်ယောက်တပူးတွဲနဲ့ပန်ဝင်းကျုံတော့ဂူးမဆိုင်နိုင်အောင်ဖြစ်ပြက်နေမြေမကောင်းနင်တို့ယောက်ျားတွေကမဟာဂူးနာရှင်ကြီးတွေဆိုတနာတာတို့ချစ်တာတို့နဲ့ပြန့်ရွှဲချင်းနှွဲမှာပေါ့ရောဒီအမိုင်းနဲ့တော့ခတ်ပြီဝါဆိုကိုသူ့အမျိုးသားလာပြန်ခေါ်သွားပြီဆိုတော့စကားစားမြန်နဲ့သူ့ကိုပေါက်ပေါက်ဖောက်တယ်ဒီမှာကျွန်တော်မျက်နှာကိုတေးချကြည့်ကျွန်တော်ကသူ့လိုအိမ်အောင်ရှိမိမတယောက်ကျွန်တော်သိတ်ခိုင်အားလုံးမြောင်းတဲ့အကုန်ပို့ပြီးလက်ထက်ယူမယ်လို့ခမည်းထင်လားဟမ်အမကြီးရဲ့ရည်တန်တဲ့တဲ့အမြင်ကက်စရာဘာကြီးရလဲနေ့စကားနားရှိလို့သာကြာရုံရခက်ကြီးမယုံလဲနေပေါ့လက်ရှိယူထားတဲ့မိမနဲ့အောင်တက်အောင်ဘလို့နေရမလဲစဉ်းစားရင်ခေါင်းပြီးတောက်တယ်နောက်ထပ်မိမတယောက်ဆိုတော့သိကြတယ်မင်းညံသားတယောက်သပင်မွေးဖြူမဲ့ကိန်းယောက်ျားကြီးတက်မဲ့မဲရွယ်ကြီးပြောလာပေါ့အမြင်ကက်စရာစီရန်သူ့ကိုမချေမှန်ကန်ကြည့်ပြီးမင်းညံသားနင့်ထမင်းစားပြီးရင်အေးဆေးပါဆက်ပိတ်တာနားကြီးအောင်သိမ့်မလုံးနဲ့တခင်မအမိတ်တော်တိုင်းမှာခမညာကြည့်ပြောပုံကဘလောက်စိတ်တူဖို့ကောင်းလဲတမင်ဒေါသစွနေတယ်လို့ဒါပေမဲ့မတက်နိုင်ပါဘူးကိုရေလာမြောင်းပြီးသူ့ကိုယူထားမိအောင်သူမအမားပါဒီငိမ်ပဲထင်ထားတဲ့ဆရာအခုတော့တကယ်ခလေးပေါင်းစားလို့သူမောင်မထီတထီကလူကြီးစဲစနောက်ပြောင်ပြီးစိတ်မဆိုးဆိုးအောင်အချိန်တိုင်းလှုပ်နေသူတခါတလေခလေးတွေလိုကြီးကြတတ်မှုကြီးကငိုရခက်ရီရခက်တကယ်ပါယောက်ျားယူပါတယ်ဆိုခလေးထိနေရတယ်လို့စီရန်တယောက်ကိုဖြစ်ကိုတွေးမိမှတကယ်ကိုဥကြောင်ကြောင်အင်တောင်ရေးမဲ့သိပြီးငိုရခက်ရီရခက်ပါစီရန်အဆင်ပြေရဲ့လားအမဖြစ်သူရဲ့အမေကြောင့်စီရန်မျက်ခုံးပင်ဘာလို့လဲအမဖားရမှာလဲနင်းနဲ့ဆရာလေးလေစီရန်နှက်ခမ်းပါလို့တွေ့ုံပြုံးပြီးအဆင်ပြေတယ်ရဲ့လို့လည်းမဟုတ်ပါဘူးမရဲ့စီရန်အတွက်ကတော့စီရန်ရွေးချယ်ပြီးသားလဲမို့ပြင်လို့မရတော့တာအေးပါညီအဆင်ပြေပြီးရပဲညီရွေးခဲ့ပြီးသားလမ်းပဲကောင်းရင်စမ်းမကောင်းရင်ခံပဲအမအနေနဲ့တော့ကိုညီမကိုစင်စီးပြီးမြင်းရနေရပဲမြင်ချင်တယ်စင်နေပြီးမြင်းကန်သွားဖြစ်ကိုတော့အမတော့မမြင်ချင်ပါဘူးငါညီမစီရန်နားလဲပါတယ်မမမိဘတွေမရှိတဲ့အချိန်ကစပြီးစောချစ်နေတဲ့ညီမလေးပေါ်သမီးလိုတစ်မျိုးညီမလိုတစ်မျိုးချစ်ခဲ့အောင်မို့ညီမလေးပေါ်အေးချမ်းမဲ့ဖြစ်ကိုသူမြင်ချင်မိရဲ့သူကချစ်ရတဲ့ညီမလေးတောကများပြီးပြာပါရရက်တက်ပွေမဲ့အဖြစ်မျိုးသူမမမြင်ချင်တာအမှန်စီရန်တယောက်ရက်ကွက်တဲ့အကျွေးသိရင်ထွက်လာခဲ့စီရန်နောက်ပါခေါ်တဲ့ကြောင့်သူမလဲကြည့်တော့အဖိုးကြီးဦးတာတော့ဦးတာတော့စီရန်လေးနေကောင်းတယ်နော်မျက်နှာပိုးမသက်သူ့ကိုတွေ့ရနဲ့ဆက်ဖြည်းဖြည်းလှုပ်နေတတ်တဲ့ထို့အဖိုးကြီးပြောလိုက်ရရင်တော့တယောက်မျက်နှာတယောက်မကြည့်ရဖြစ်တော့မယ်အဲအားကြောင့်ဒေါသစိတ်ကိုမျိုးသိပ်ပြီးအတက်နိုင်ဆုံးပြုံးပြရင်ဟုတ်ကဲ့ကောင်းပါတယ်ဦးတာတော့ဟိုလေကိုကြီးကစီရန်လေးမှအစင်ပြေပါမလားစိတ်ပူနေတာစီရန်လေးအစင်မပြေကိုကြီးစီလာခဲ့နော်ကိုကြီးအိမ်ဟာစီရန်လေးအတွက်ဆိုအမြဲတကားဖွင့်ထားတယ်ဒီအဖိုးကြီးမဟုတ်တော့ပါဘူးစီရန်ဒေါသကိုစွတ်ပေးလိုက်တယ်လို့ဒေါသတွေကချောင်းချောင်းထွက်လာရတယ်ဦးလေးကျမယောက်ျားရှိရဦးလေးသိရနော်သိပါတယ်ကွယ်ကိုရစီရန်လေးအစစ်မပြေမှာစိုးလို့စီရန်ခါထောက်ပြီးဦးသာတော်မကြေမနဲ့ကြည့်လိုက်တယ်ဦးလေးစိတ်ပူစရာမလိုပါဘူးကျမအတွက်လည်းစိုးရင်စရာမလိုကျမပြီးတော့တငယ်နဲ့စာကလေးလည်းမဟုတ်ဘူးဦးလေးစိတ်ပူစရာမလိုဒီတစ်ခါစကားပြောတာနောက်ဆုံးဖြစ်ပါစေနောက်တစ်ခါဆိုကျမလက်ဝါအသက်ကြီးရငယ်မသိဘူးနော်အကိုကြီးကနောက်တာပါဦးသာတော်မျက်စောင်းဝင်ပြီးသူမလှဲ့ထွက်ခဲ့နောက်ပါဦးသာတော်ဘလို့ကြံရိတ်ခဲ့ရတော့သူမစိတ်ဝင်စားပါဘူးအလကတနာယူအဖိုးကြီးညံသာကျောင်းဝပြန်ရောက်တဲ့တောက်တက်ခတ်ခေါင်းရင်းနဲ့ဟိုအမကြီးပြန်လာအင်ရှိစင်းကြံလမ်းမြော်နေဘယ်နဲ့လမ်းပေါ်မှာသူမကိုရေးတဲလုံနေဘိုးတော်နဲ့မှစကားရက်ပြောနေပြုံးရွှင်၍ပြန်တွေးကြည့်အောင်နဲ့လူကဒေါသတွေအလိမ့်လိမ့်ဖြစ်ရတယ်သူမျောနေစဉ်မကြလိုက်ပါဘူးသူမကြော့လေးနဲ့ပြန်ရောက်လာမျက်နာကပဲသူပဲအပြစ်ကင်းတဲ့ပုံစံတွေ့ကြသေးတာပေါ့အမကြီးဟာ
ခမရအဲ့ဖိုးနဲ့ဘာတွေ easy ကလေးရိုက်နေစီရန်အိမ်မော်တက်လာစဉ်ဒရက်ဆက်မေကုန်းနေထုတ်လာတဲ့မင်းညံသာစီရန်သူ့ကိုမျက်ခုံးပင့်ကြည့်လိုက်တယ်ဘာတွေလာရောင်းနေရလဲမင်းညံသာဘာမှလဲအသက်ကြီးပြီးအချိန်မရှိရဲ့ဥတာတုံဆိုရဲ့ဖိုးနဲ့ခမရနဲ့လမ်းလေကောင်ပြုံးလို့ရွှေလို့စကားရက်ပြောနေတဲ့ကိစ္စအော်စီရန်မျက်နှာကိုမဲ့ပြီးကိုရီးယားလေလူမြင်ကွင်းမှာစကားရက်ပြောတာပဲရှိတာသူများတွေလိုလူမြင်ကွင်းတောင်မရှောင်ငါအိမ်တောင်တဲပါလားဆိုတဲ့အတိတောင်မရှိပဲဖက်လာရက်လာလုံနေတာမဟုတ်ဘူးသိလားဟာဒီအမိုင်းသူ့ကိုခက်ရွက်ပြောသွားတဲ့အမိုင်းဘလောက်စိတ်တူဖို့ကောင်းလဲလူကဘာမှမဟုတ်တာကိုသိနေတော့လဲမြင်ရမြင်ကွင်းမနှင်းမျိုးကျွဲမိတူပြီးပြဿနာရှာမိပါတယ်ဆိုမှသူ့ကိုပြန်ငော့သွားတဲ့အမိုင်းကိုထက်အငယ်ဆိုကြိမ်လုံးနဲ့ရိုက်မိမှာအမှန်သူထွက်သွားတဲ့အမိုင်းနောက်လိုက်လာတော့မိဖို့တွေကဟင်းချန်အလုံးရှုံတဲ့အမိုင်းကိုတွေ့လိုက်ရတယ်တက်ချေလေးတအေးတက်ချေကြီးချက်ပြုတ်ရင်ပြင်းတဲ့အမိုင်းကိုခါထောက်ကကြည့်လိုက်တယ်ခမကျွန်တော်ချစ်လားဟမ်အမတ်မထင်မေးလာတဲ့သူစကားကြောင့်သူမသူ့ကိုတက်အံ့တော့ကြည့်ပြီးဘာပြန်ပြောရမှန်းမသိစွန့်အသွားရတယ်။အိုးဘာတွေမေးနေမှန်းမသိဘူး။သူမရဲ့ဖြေပေါ်အသေးရဆိုအနောက်ကတိုင်းဖက်ပြီးကျွန်တော်သိရတော့တိတ်ဆိတ်နေကြဝန်ခံခြင်းဆိုခမအဖြေမပေးပုံထားကျွန်တော်ချစ်တယ်လို့ယူမှတ်လိုက်မယ်နော်။အိုးသူ့ဘက်ဆွဲလဲလာတဲ့သူမနှက်ခမ်းတွေပေါ်ကြားရောက်လာတဲ့သူ့အနံတက်ချိုကသူမရင်ခုံတန်းတို့အဆက်မပြတ်အထိန်ကိုမဲ့စွာလှုပ်ပေးခဲ့ပြီးချစ်ချင်းဆိုရဲ့ပြောက်တစ်ခုကထိုကောင်လေးကိုချစ်မိတော့လဲချစ်တယ်လို့သူမနှုတ်ကဖြေဖို့ထီတော့မရဲပါဘူး။ဘာလို့ဆိုသူ့ရင်နဲ့သူမရှိခြင်းမရှိအောင်မဟုတ်ဘူးလား။သူမမာနာရဲ့အရှုံးခံပြီးချစ်တယ်လို့မပြောလိုက်သေးပါဘူး။အဲ့ဒါပဲသွားမလို့လေ။ပါတိတ်ပန်းရောင်ရှင်ပုံဝမ်းဆက်နဲ့စတုံးကိုတပတ်ရှို့ထုံးပြီးသစင်ပန်းခက်လေးပန်ထားတဲ့အမိုင်းမျက်နှာပေါ်မှာမိတ်ကပ်အနေငယ်ပုတ်ပြီးတနက်ကားပကွက်လေးကိုပါးပြန်တဲ့ခြေတထားတဲ့အမိုင်းကိုမျက်မှောင်ကျုပ်ကြည့်ပြီးသူမေးမိတယ်။ဒီနေ့ကညံသာကြောင်းပေးရဖြစ်တာကြောင့်အိမ်မှာကတ်နေရပြီ။သူအိမ်ကတ်နေတဲ့အချိန်အနားမှာသူမကိုရှိစေခြင်းတွေမျက်စိတောက်ထောက်လိုက်ကြည့်နေမိတယ်။သူမတော့အပြင်သွားမယ်ပေါ့။တွေ့ကြတရားကိုအမကြီးသူ့ကိုဂူးမဆိုင်ဟန်နဲ့အပြင်လှမ်းထွက်ရင်ပြင်းတဲ့အမရဲ့လက်ကဝစ်ကိုဖမ်းဆွဲလိုက်ပါတယ်။ဘယ်သွားမှလဲလို့မေးနေအောင်မဖြေနိုင်အောင်လူကိုဂူးမဆိုင်ဘူးဆိုတဲ့သဘောလား။ဘာလို့တာလဲလှုပ်ဆန်းပါသူ့လက်တွေကရုံထွက်နေအမရဲ့ခါတိတ်တိမ်လေးကိုဖမ်းဆွဲပြီးဖဲသွားမလို့လဲလို့မေးနေရလေမေးရနဲ့ခါဖက်တာဘာဆိုင်လဲဖဲနှက်လက်တွေစူရှာရှာမျက်ဝန်းတစ်စုံနဲ့သူ့ကိုပြန်စွာနဲ့အမိုင်ခါကိုပုံမတင်းတင်းလေးဖတ်ပြီးအလိုက်ဒီလောက်ပြင်ထားဘဲကိုသွားမှာဘသူနဲ့သွားတွေ့မှာဘာသွားလို့မှာလဲပြောဟာမင်းကုန်နေများလိုက်တာရဲကြနေတာပဲမင်းကုန်မများစေချင်ခမရအလားမပြင်းနဲ့လေမင်းညံတာသူမသူ့ကိုလေးလေးနည်းနည်းကြည့်ရင်ခေါ်တော့ပြောဘာပြောချင်လဲစီရန်တက်ပြင်းမောတစ်ချက်ရှိုက်ရင်နင်ငါ့ကိုဘာလို့လိုက်ပြီးထိန်းချုပ်ချင်လဲအမှန်ဆိုငါနင့်ကိုတမင်ရအောင်ယူခဲ့နင်စိတ်နာမှာလေဘာလို့အခုလိုတွေလိုက်လုံနေရလဲပြီးတော့နင်ကငါ့ကိုအချိန်တန်ထားခဲ့ပြီးပြန်မအောင်ငါသိနေနင်ဘာတွေငါ့ဆရာထက်လို့ချင်တယ်လို့ငါနင့်အတွက်ဘာတွေရော်ကြေးပေးအောင်ပါလဲဟာစကားတွေတက်ခွန်ချင်းပြောပြီးမျက်ရည်စက်တွေအိတ်ကနေပြိုဆင်းလိုက်အမိုင်းကြောင့်သူ့ရင်ထဲဟာတာဖြစ်သွားရတယ်ဒီအမိုင်းတစ်ခုခုသိထားလားဘာတွေသိထားလဲသူမသူ့မျက်နှာကိုတက်အံ့တော့ကြည့်ပြီးမျက်နှာလွှဲသွားတဲ့အမိုင်းကြောင့်ဝေခွဲရခတ်နေငါ့ကိုလှုပ်ပေးပါငါသွားစရာရှိသေးရဲ့နေ့လည်ငါပြန်မြောက်တဲ့အုပ်စားအောင်မှာစက်သားရင်ချက်ထားထမင်းစားလိုက်နော်သူမစကားဆိုသူမခါးသိမ်လို့သူလှုပ်ပေးလိုက်မိဘာစကားမှဆက်မပြောနိုင်လောက်စီရဲ့မျက်နှာလေးကိုသာခက်ငယ်လေးကြည့်နေမိရဲ့သူအရှိအရိတ်ကလေးတစ်ခုပြောက်ကွယ်သွားတဲ့အထိလမ်းမထက်သူမခြေလမ်းတွေတရွေ့ရှောက်လန်းနေတော့လေသူမစိတ်တရားအိမ်ကိုသာပြန်ရောက်နေခဲ့တငယ်ချင်းမင်္ဂလာဆောင်သွားရဲ့ပြင်ဆင်ထွက်တော့လေစိတ်တရားမပါပါဘူးစိတ်အစင်တွေကမနေညအချိန်တွေစီကိုညအချိန်က7 နာရီမင်းညံသားတယောက်ပင်ပန်းပြီးတော့ထင်ပါတယ်အိပ်ပျော်နေတာခလေးတယောက်လုံးသူမျက်နှာကိုသေချာငေးကြည့်နေစဉ်သူ့စာအုပ်ပေါ်ဖုန်းမြင်တဲ့ကြောင့်သူမကြည့်မြဝင်လာတဲ့ဖုန်းနံပါတ်မြည်ကတဲငယ်သူမလည်းအသက်မပေးဘဲဖုန်းကိုကင်လိုက်တော့ဟယ်လိုကိုကျောင်းပေးရပြန်ခဲ့တော့နော်မမေကြီးကတဲငယ်နဲ့ကိုဒီတစ်ခေါက်ကိုပြန်လာရင်လက်ထပ်ဖို့အားလုံးစီစဉ်ထားပြီးသားတဲငယ်ကိုလွမ်းနေပြီအရင်လဲချစ်တယ်သိလားကိုအဲ့ဒါဆိုဒါပဲနော်ကိုအေးပြက်နေမယ်မွချစ်တယ်နော်တစ်ဖက်ကမိန်းကလေးဖုန်းချသွားတဲ့အတားစီမဲ့မျက်ရည်စက်တွေတချို့ပါပြင်းမောကြာရောက်လာခဲ့ရဒါဆိုသူမနဲ့လက်ထပ်ထားတော့သူ့အမေကမသိသေးဘူးပေါ့မင်းညံသားရဲ့နင်းစိတ်ထဲငါ့ကိုဘလို့များတတ်မှတ်ထားလဲဟဲ့သူမျက်နှာကိုခန့်ငင်းကြည့်သူ့ကိုမေကုံပြန်ထုတ်လိုက်မိထုံမေကုံတော့သူသိမယ်မထင်ပါဘူးသူကနင်းနေကြအိပ်ပျော်နေတနေ့ကုန်ဘဲသွားနေရမသိမိုးချုပ်ခံနေမှသူမပြန်ရောက်လာတော့တာပဲသူ့ကိုစကားတခုံးမှမဆိုပါဘူးညအိပ်ရဝင်တော့ပဲသူမစောစီစွာဝင်အိပ်သွားတယ်သူအတွက်ခလေးတွေရဲ့အမှန်စင်းတွေစစ်နေအောင်အတော်နဲ့အိပ်မရခဲ့ပါဘူး
လုံးလဲစားအလုပ်တွေပြီးလေတော့အဲ့ရပေါ်ကြောချမိပြီသူမကိုပွေဖက်လိုက်မိတနေ့ကောင်အပြင်ထွက်နေတဲ့သူမတင်းတင်းလေးပွေဖက်ရင်သူမျက်နှာလွှမ်းလှတဲ့သူမဆန်ရွယ်လေးတို့မျက်နှာစွာသူနန်းရှိုက်လိုက်မိခုံပေါက်နေရင်ခုံတဲ့တချို့ကသာအချစ်စစ်ဆိုရင်သူမကိုကျွန်တော်ချစ်မိနေခဲ့ပြီမျက်နှာကျအခြေရဲ့တင်ကေကြတွေဟာသူ့ရင်နဲ့ကိန်းအောင်ဆန့်ပြောတယ်တကယ်ပါဒီလိုခက်ဆာစွာအမယုံမှာဖူးစာပါပြီးအိမ်နောက်ဘက်ဖြစ်ရရှိခဲ့မယ်လို့ဘယ်သူထင်ပါလဲကျွန်တော်ဘွားမှာဒီအမယုတကယ်မေ့နိုင်တော့မှာမဟုတ်ပါဘူးဒီအမယုမျက်မျက်နှုံတို့တက်ဆုံးနိုင်လက်တွဲသွားဖို့ဆုံးပြန်မပြတ်သားခဲ့တဲ့ကိစ္စတစ်ခုအတွေ့အကြုံရောက်လာခဲ့ချိုသိန်းငယ်သူနဲ့လက်ထပ်ပေးဖို့မိမိသဘောတူထားတဲ့မိန်းကလေးလက်ထပ်ပွဲကိုသူ့ဘက်ကတစ်ဖက်သက်ဖျက်သိမ်းလိုက်ပြန်တစ်ဖက်မိန်းကလေးကနစ်နာအောင်မယ်တစ်ဖက်ကလည်းခက်ဆွာစွာဒီမယုခွဲခွာရမယ်ကျန်တော့ခွဲခွာခြင်းနဲ့ဆိုတဲ့ဝေဒနာသူခံနိုင်ရှိမှာမဟုတ်ပါဘူးတစ်ဖက်ကြည့်ပန်တော့လူသိရှင်ကြားဆိတ်ဆက်ပြီးမှလက်မထက်ပြေခဲ့နစ်နာသွားမယ်မိန်းကလေးအရှက်တကွဲအကျိုးနဲ့ကြံခဲ့ရမယ်မိန်းကလေးရှိနေဘာဆက်လုပ်ရမှာလဲအကျွေးတွေကသူ့ရဲ့နဲ့ရောရှဲခတ်စွာရှုပ်ထွေးစေခဲ့ဒီလိုအခြေအနေတွေရှုပ်ထွေးစွာရှိလာမှတည်ရတဲ့သူတိတ်ခါတစ်ခုအတွက်ရင်းခဲ့တဲ့ပွဲကတကယ်နစ်နာတော့ဘသူဖြစ်သွားမလဲချိုသိန်းငယ်လားအချိန်တွေကုန်တာမြန်လိုက်တာမင်းညံသားတောက်နွေရာသီကျောင်းပေးရရောက်ခဲ့တယ်စိတ်တွေကဝေးလေးလေးတရားမိုင်းနဲ့ခေါ်ရမယ့်ရာသူ့ရင်နဲ့အောက်တက်အိမ်ပြန်ရောက်တာနဲ့ချိုသိန်းငယ်နဲ့လက်ထက်မဲ့ကိစ္စအမေကစီစဉ်တော့မယ်ခက်တာအစရပြက်ပြက်သားသားမလုပ်ခဲ့သူ့အမပါမတက်နိုင်ပါဘူးဆုံးဖြတ်ချက်တကူကခိုင်မာမှဖြစ်တော့မယ်ဒါမှအကောင်းဆုံးရာတကူဖြစ်လာမှာမဟုတ်လားမင်းညံသားခေါ်တဲ့ကြောင့်လဲကြည့်တော့သူမစီရန်သူ့ဘေးမှာဝင်ထိုင်ပြီးနင်တွေ့ရခဲ့စဉ်းစားရခက်နေရဲဆိုတာငါနားလဲပါတယ်သူမထံကကြားလိုက်ရတဲ့စကားကြောင့်သူမတန့်အံ့တော်ကြည့်ပြီးတော့မအံ့ဩနဲ့မင်းညံသားနင်အိမ်ကိုငါနဲ့လက်ထပ်ထားတဲ့ကိစ္စမပြောထားလဲငါသိတယ်ပြီးတော့နင့်မှာလက်ထပ်ဖို့ရွေထားတဲ့မိန်းကလေးရှိမှလည်းငါသိတယ်နေဝေကိုရခက်နေအောင်လည်းငါသိတယ်ငါတွေ့နောက်ဆံမတင်းပါနဲ့နေဆုံးဖြတ်စရာရှိရတာရဲရဲဆုံးဖြတ်ပါငါလိုက်ရောပေးဖို့အစင်သင့်ပါရန်သာတတ်မှနွေကိုရှာရင်ကျွန်တော်အိမ်ပြန်ခြင်းနဲ့သူစကားဆုံးသူမရင်နဲ့နင့်သွားတော့လေအတက်နိုင်ဆုံးအပြုံးမပြတ်ရင်အမနင့်ဆန္ဒတိုင်းဖြစ်စေရပါမယ်စကားဆုံးလှည့်ထွက်သွားတဲ့အမယုကြည့်ပြီးသူ့ရင်နဲ့မကောင်းဖြစ်မိရအမှန်ဒါပေမဲ့သူမတက်နိုင်သူဆုံးဖြတ်ခဲ့ဆုံးဖြတ်ချက်မှန်မို့အဓိကပါခမ ्या ပေါ်ကျွန်တော်ချစ်ခင်မိရအမှန်ပဲဗျာသူပြန်တော့မှမို့အထုပ်အပိုးတွေပြင်းနေသူမှခက်ငင်ငယ်ကြည့်ပြီးမျက်ရည်ပါးပြင်းမော်စီးကြခဲ့တညာလုံးလည်းရင်မအောက်တတိသူမငုံမိအောင်ထိန်းထားခဲ့ရသူခီးဆောင်အိတ်ဆွဲပြီးအပြင်ထွက်လာမှသူမမြင်အောင်မျက်ရည်တွေတုပ်ပြီးနေအဆဆအရာရာအဆင်ပြေပါစေမင်းညံတာကြားလို့မျက်ရည်တွေထိန်သူမအားယူပြောနေရပါသူမတိတာတိရဲ့ညံတာသူမကိုတက်ချက်ကြည့်ပြီးကျေးဇူးတင်ပါတယ်ဒီတော်တွင်ကျွန်တော်ပေါ်ကျူဆိုင်နားလဲပေးခဲ့ရတဲ့အတွက်ရပါတယ်မဖြစ်နိုင်မဲသိရတဲ့ငါဖြစ်ချင်တာအတင်းလောက်ယူခဲ့ရပဲလေလမ်းခွဲကြပြီဆိုတော့လေအပြုံးနဲ့ပဲလမ်းခွဲကြပါပေါ့ကျွန်တော်ပေါ်နားလဲပေးလို့ကျေးဇူးတင်ပါတယ်အမရဲ့ဒါဆိုကျွန်တော်သွားတော့မယ်နော်သူမအသားရကောင်းကြီးပြတော့သူမကိုကြောခိုင်းလဲထွက်သွားတယ်အစုံသက်ကဒီလိုဖြစ်ခဲ့မယ်လို့သူမမထင်ထားခဲ့ရအမေအခုတော့အရာရာအားလုံးအစုံသက်ခဲ့ပြီမင်းပြောပါစေကောင်းလေးရေပါးပြင်မောကြာဆင်းလာအမြဲတွေကိုလွတ်လပ်စွာစီစဉ်ခွင့်ပြုလိုက်တော့စီရန်နေအခုဘာပြောလိုက်တယ်တုံလုံး6ချားစွာမေးလိုက်တော့စောချစ်ဟုတ်တယ်မမငါမှကိုဝင်ရှိနေပြီနင်ဘာလို့မင်းညံတာမပြောလိုက်ရလဲစီရန်ရဲ့နေ့အစားငါယူးချင်တယ်အမဖြစ်သူစကားကြောင့်စီရန်ခက်ရက်ပြောရင်မလိုပါဘူးမမရဲ့သူသိတော့မပြန်ဘူးလို့အာမခံနိုင်လားအစရေကငါအတင်းဖန်တီးယူထားအိမ်တော်ကြီးမှာသူစိတ်ပြောမှာမဟုတ်တာဒါကြောင့်လဲငါနဲ့လက်ထပ်တာသူ့မိဘတွေအတိမပေးခဲ့ရပေါ့စီရန်စကားဆုံးပုံမအံ့ဩသွားရတော့စောချစ်ဒါဆိုသူ့မိဘတွေဒီကိစ္စမသိဘူးပေါ့ဟုတ်လားစီရန်ဒါဆို तू ကနင့်ကိုဘယ်လိုသဘောထားခဲ့ရပြီးတော့နင်းပိုက်ထဲကခလေးအတွက်နင်ပါဆက်လုံးမှာခလေးကိုအဖေမရှိပဲနင်မွေးမို့လို့လားညီမဖြစ်သူအတွက်ခ ्यू နာဒေါသတွေဖြစ်ရတယ်လို့တနာလေတနာရသူမဘွားရဲ့ဖြစ်တယ်မို့ကျင်းနေနေတဲ့ရောက်ငါဒီခလေးကိုမွေးမယ်သူမရှိလဲငါရက်တီလို့ရတယ်မမစီရန်ရဲ့ညီမလေးကိုငယ်စဉ်တည်းကပိုးမွေးတယ်လို့မွေးခဲ့ရမို့ညီမလေးကိုတနာကျူးနာသက်စွာပွေဖက်လိုက်မိရဲ့စီရန်တယောက်အမရင်ခွင်ပြီးမျက်ရည်တွေကိုလွတ်လပ်စီးဆင်းခွင်ပြုတ်မိခဲ့တယ်ငါနေခန့်ကြတော့တီလေးမေရေမမပိုးလာတယ်ခလေးခေါင်းဝင်ဖြူလေးနဲ့ချစ်စရာကလေးငယ်လေးတို့သူမမင်းညံသားနဲ့စီရန်ချယ်တို့ရဲ့သမီးလေးရွှေရန်ချယ်ရွှေရန်လေးကအရန်တွေစော့မှတ်နေပါဟုတ်လားမမမဟုတ်တွေပါတယ်ရွှေလေးစားချင်လားခ
ဟုတ်ကဲ့ပိုးရွှေလေးပါးပြင်းလို့ဖောက်ဖောက်လေးလိန်ဆွေအဲ့ဟာဆိုကစားနေရရက်တော့မေမေဘက်မှလေအိမ်မော်မှာမသမီးပိုးဒီတစ်ခေါက်ပြန်လာမြန်လိုက်တာဒီလေးစကားကြောင့်ပိုးပြုံးပြီးဟုတ်တယ်ဒီလေးပိုးဆရာအတက်တင်တက်အောင်မခဏပြန်တာဩဒါနဲ့ပိုးဆရာနဲ့တွေ့ခဲ့တိလားဒီလေးဆရာဆိုတဲ့အမည်နာမကြောင့်စီရန်တက်ပိုးကိုလှမ်းကြည့်ပြီးသူမနဲ့ပတ်သက်တာအားလုံးဒီလေးအတိတ်မှာမေ့ထားခဲ့မှုသမီးဘာမှမပြောပါနဲ့တော့အခုချိန်မှာဒီလေးတော့မသက်ဆိုင်တော့လေဒီလေးရဲ့ဒီလေးကိုကြည့်ပြီးပိုးစိတ်မကောင်းဖြစ်မိရအမှန်အဲ့အားကြောင့်လဲဆရာနဲ့ပတ်သက်တဲ့မြည်သည့်အကြောင်းကိုမှသူထပ်မပြောပြတော့အခုတော့ဆရာလည်းသူ့ဘွားနဲ့သူနေသားကြနေပါပြီ9 နှစ်ရှိပြီရဲ့လားအမနဲ့တူနေဘူးတဲ့အိမ်လေးကိုသူပြန်ဝယ်ခဲ့ရ4 နှစ်ရှိပြီဘရင်ပေါက်ပေါင်မှာလက်ထောက်ပြီးစိတ်လိမ့်ဝဲတော့ခက်ကြမ်းကြမ်းမှုတ်ထုတ်မိဘရင်ပေါက်ကတိုးဝေလာတဲ့လေးနှုတ်ဝင်ရှူရှာရင်ရေဝင်နဲ့မျက်ဝန်းတစ်စုံကအဝေးကိုကြည့်မိအပုံးတော်တဲ့အမသူပြန်မလာတော့ဘူးလို့ထင်မြဲခြေအားဖြောက်သွားလေသလားအခုဒီပဲစီရောက်မှမသိရသူကတော့ထိုအိမ်လေးမှာသူမပြန်လာအောင်စောင့်နေမိသူအိမ်ကိုပြန်ရောက်တဲ့အခါမေမေနှလုံးရှော့ဖြစ်ပြီးဆေးရုံရောက်ခဲ့ရတယ်ဒီမှာရင်ကိုမရကြောင့်စင်ကာပူထိသွားပြီးတော့မိခင်ရဲ့ယောဂဝေဒနာကိုကုရတာကြောင့်သူ့အချိန်တွေတစ်နှစ်ကျော်လောက်စင်ကာပူမှာသာအချိန်ကုန်ခဲ့သူမြန်မာပြည်ကိုပြန်ရောက်တာနဲ့မိခင်ကိုခွင်တောင်းပြီးမိခင်နဲ့တူအမစီကိုသူပြန်လာခဲ့ဒါပေမဲ့အလားကောင်းပေမဲ့အခါနှောင်းခဲ့သူ့ဖြစ်ကိုပြည်သူကစနာနိုင်ပါလေအမသူ့ခြံဝိုင်းအားလုံးကိုရောင်းချပြီးခြေရာဖြောက်သွားခဲ့အေးဗျာစီရန်နဲ့စောဦးဒီခြံကိုရောင်းသွားဆရာလေးပြန်သွားပြီး၄ လလောက်ထဲရပဲရက်ကွက်အုပ်ချုပ်ရေးမှုနဲ့စကားသူ့နာတဲ့တန်ပူရီလောင်းချလိုက်ခဲ့လို့ပူပြင်းသွားရပါတယ်လူလည်းအယုတ်ကျိုးပြဲဖြစ်ပြီးပြိုလဲကျသွားရပါတယ်သူဒေါ်ခက်ခဲရလဲတားပြည့်သူတွေစိတ်မကောင်းရုံမှတပါမတက်နိုင်ခဲ့ပါဘူးမင်းညံသားတော့ရင်ထုမနာနာကျင်ချင်းတွေနဲ့အလဲလဲပြိုပြိုဖြစ်ခဲ့ရပါတယ်ဘာလို့လဲဘာလို့ခြေဟာဖြောက်သွားရပြန်မလာတော့ထင်လို့လားဘာလို့လဲဘာလို့သူ့ကိုခြေဟာဖြောက်သွားရယောက်ျားတံမဲ့မရှက်နိုင်ပြီဘေးမှာလူတွေရှိလဲကီးမဆိုင်နိုင်မဲနဲ့သူဟာမျက်ရည်လွယ်မုတ်ဆိုးကဲ့သို့ငုံမိပါပြီတောင်းပန်ပါတယ်ကျွန်တော်စီပြန်လာပေးပါဗျာသူကအဲ့ဒီစကားစုအချိန်ချင်းဟစ်ကြွေးပြန်မလာမဲတိနေလူတို့အရင်နေရဟောင်းလေးမှာမျှော်နေမိတယ်ထိုအိမ်ကိုစီရန်ရောင်းခဲ့တဲ့ပိုင်ရှင်တွေထံဈေးကိုနှစ်ဆပေးပြီးပြန်ဝယ်ခဲ့ပါတယ်မိခင်နဲ့လည်းပြန်မလိုက်တော့ပဲထိုအိမ်လေးမှာသာသူနေခဲ့ချိုသိန်းငယ်နဲ့လည်းစိတ်ဆက်ပွဲဖြစ်သိမ်းပြီးသူရဲ့ခက်ဆာစွာအမာယုသာအရင်နေရဟောင်းလေးမှာသူဆက်ပြီးစောင့်နေမိရဲ့အခုဆို4 နှစ်တောင်ရှိခဲ့ပြီဒါပေမဲ့သူကတော့ဒီနေရာဒီရက်ဒေတာကိုထာဝရများကြော်ခိုင်းသွားခဲ့လေသလားပို့ဆရာတက်တဲ့ကြောင့်ပို့ကိုပြန်တွေ့ရသူအတွက်မျှော်လင့်ချက်တစ်ခုဆရာပို့ဦးလည်းဆရာတို့တွေ့တော့အော်မီရဲ့ညံသာတိုက်ပုံအင်ကြီးကလက်ကကိုင်နဲ့ဆရာတို့အေးဆေးတနေရာမှာစကားပြောလို့ရမလားရပါတယ်ပို့ဦးလည်းသူ့ခွင်တောင်းမှုလက်ခံနဲ့ပို့ဦးနဲ့ညံသာကဖေးဆိုင်တစ်ဆိုင်ဝင်ထိုင်မိရဲ့ပြီးမှကော်ဖီတယောက်တစ်ခွက်စီမှာပြီးပို့ဦးကစကားစတယ်ဆရာရန်ကုန်မှာပဲလားပို့ဦးအမေစကားကြောင့်သူကအတိတ်ပဲမဲစွာပြုံးလိုက်တယ်ရန်ကုန်ကခဏလာတာလေအချိန်တန်ပကိုးကိုပြန်มาပကိုးဆိုတဲ့စကားကြောင့်ပိုးအံ့ဩသွားရဆရာကပကိုးမှနေရလားဒါနဲ့ဆရာမိသားစုကရန်ကုန်ကမဟုတ်ဘူးလားကိုမေမေကရန်ကုန်ကလေဒါပေမဲ့ကိုဇနီးကပကိုးကအော်ဆရာအိမ်အောင်ကြသွားပြီပေါ့ပိုးစကားအချို့ကကွဲအပ်စာထွက်ပေါ်လာတယ်ဘလောက်များတိုက်ဆိုင်နေလဲဆရာရဲ့နောက်အိမ်အောင်မျိုးသမီးကလည်းပကိုးပါတဲ့ဒါဆိုပကိုးကခြံကိုရောက်ပြီးဒီလေးခြေရဖြောက်ခဲ့တာမှန်သွားပြီပေါ့အိမ်အောင်ကြလားစွန့်ပစ်သွားတဲ့မိန်းမတယောက်ကိုတော့နေရာဟောင်းကပြန်လာမလားနေ့တိုင်းစောင့်ခဲ့ရအခြားမိန်းမတယောက်လက်ထပ်ဖို့ဆိုတာရီးစရာမကောင်းနေဘူးလားဆရာစကားကြောင့်ပို့ပြီးမှင်သက်သွားရတယ်ဆရာကအခုပကိုးပမာနေရအမစီရန်ရဲ့ခြံကိုပြန်ဝယ်ပြီးနေရအခုဆို4 နှစ်ရှိပြီရှင်အံ့ဩပြီးရင်အံ့ဩရသူကပို့ဥကိုမေနှလုံးယောဂါကြောင့်စင်ကာပူဆေးကုသွားတာတနေ့ကြာခဲ့ဒီတနေ့တွင်ကိုမြန်မာပြည်ကိုချိန်မချနိုင်ခဲ့ဘူးပြီးတော့အမကိုလည်းဆက်သွယ်မလုပ်ခဲ့မိဘူးအဲ့ဒီချိန်ကအမေတိုက်ရှင်ရလွှဲရင်ဘာမှစိတ်ဝင်စားခဲ့ကိုယ့်ရဲ့အမကြောင့်အမခြေရာဖြောက်သွားတော့တနေ့ကျော်မှသိခဲ့ရတယ်။ဒါဆိုဆရာရက်ကွက်ကိုရောက်ခဲ့ရလား။ယောက်ျားတက်မဲ့မျက်ရည်တချို့ရှေ့ဝိုင်းနဲ့မျက်ဝန်းစုံနဲ့သူကောင်းညိတ်တယ်။ကိုရောက်ခဲ့ပါတယ်ပို့အမခြံရောင်ပြီးပြောင်းသွားပြီဆိုတဲ့တရင်ကလည်းကိုဘာမှသိခဲ့ရမရှိဘူး။နောက်ဆုံးတော့ဒီနေ့တော့အမပြန်လာမှာပဲဆိုတဲ့စိတ်လေးနဲ့ကိုအမခြံကိုအမရောင်းခဲ့သူတွေစီကဈေးနှက်ဆပေးပြီးပြန်ဝင်ခဲ့တယ်။အခုကိုအဲ့အိမ်မှာပဲနေပြီးအမကိုစောင့်နေတာ4 နှစ်ရှိပြီ။စကားအစုံတော်ရင်တဲ့အတောင်ထင်းပါးပြင်ပေါ်လွင့်စင်ကြလာသူမြဲတို့မြင်အောင်ပို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဖဲအရာတွေကမြန်ထိုလူသားနှစ်ဦးဝေးကွာစေခဲ့ရလဲ။ကို့ဖြစ်နိုင်ရဲ့အမဗမာရှိနေလဲပြောပြပေးလို့ရမလား
တောင်းမှန်တိုးလျားတဲ့သူ့စကားသာပိုးကိုအတနာခန့်နေတယ်ပိုးကိုလည်းဆရာကိုစိတ်မက်တတ်မှတ်သာကြည့်ပြီးတီလေးကအခုလဲကူဘက်မှာနေတယ်ဆရာတကယ်လားစိတ်တွေအငြိမ်မနေစွာမေးလာတဲ့သူ့ပုံစံကက်တော့ကမျောမြစ်ထဲမျောနေတဲ့လူတအုပ်ကရှာပါတွေ့လိုက်ရတဲ့တိုက်ပုတ်လေးတစ်ခုမမီမကန်လိုက်ဆွဲလိုက်မိတကယ်တော့သူမရှိနိုင်မဲ့နေအောင်သိလိုက်ရသူ့အတွက်မျောလင်းကျဲရောင်ကြီးလေးတစ်ခုဖမ်းဆုပ်လိုက်မိတကယ်တော့ဖြစ်နေတယ်ဒါမဲ့တယောက်တည်းမဟုတ်ဘူးဆရာဟမ်မျောလင်းချက်တွေတနေ့တပူစုပ်ကင်ပြီးမှတစုံတရာလေးဟာသွားသလိုရင်တစ်ခုလုံးတုံလုတ်သွားတယ်မင်းညံသားသူ့မှာမျောလင်းချက်မရှိတော့ဘူးတဲ့လားတီလေးနဲ့တူဆရာသမီးလေးပါရှိနေပြီဘယ်လိုဒီတကကြားလိုက်ရတဲ့ဇက်ကနှလုံးသားအလဲပုံတက်တဲ့မှာတိတ်ကနေနှွေးကနေပို့ပြောလိုက်တာဟုတ်ပါတယ်ဆရာတီလေးမှာဆရာနဲ့ရတဲ့သမီးလေးတယောက်ရှိနေပြီမဖုံးနိုင်မဖိနိုင်သူ့နှလုံးသားရဲ့လိုက်ဖို့မောလာမောအတိုင်းစားမှဲ့စွာမင်းညံသားတို့ကန်ကောင်းချက်မိမနဲ့သမီးတက်ခါတွေပြန်ရမယ်ကိန်းလဲကိုသွားဖို့ရောက်ဖို့ရန်ကုန်အရာချက်ချင်းကောက်ပြီးထွက်ခဲ့သူကအမရဲ့လိပ်စာတိုင်းအမရှိအင်းကိုစိုက်မြဲရောက်ခဲ့အိမ်ရှိကိုရောက်တော့ကားပေါ်ဆင်းပြီးအမရှိအင်းကြီးကိုခဏများငေးကြည့်အတန်အသင်းကြမှာချက်မကြီးတကအသာတွန်းပွင့်ပြီးအိမ်ရှိကိုရှောက်လာခဲ့အမစီရဲ့ဟေးဘသူလဲငါအကျွေးစေးနေစစ်နေလို့အိမ်ထဲဝင်ခဲ့ထွက်ပေါ်လာတဲ့အတန်ဆူဆွမင်းညံသားရဲ့နှလုံးသားတိတ်ကနေနှွေးတယ်ပြင်အောင်အိမ်ကိုအသာကြည့်ပြီးအိမ်မော်ကိုသူကတက်ခဲ့အရင်မူလတိုင်းစင်းဆောင်တွေကြပုံလေးထိုင်အကျွေးစေးတွေစစ်နေသူမှသူ့ရင်ထဲက9နှစ်တာလွမ်းဆွေးခဲ့ရတဲ့အမပုံကောင်းနေတဲ့သူက9နှစ်ကြီးမြောင်သူ့ကိုရှောင်နေရတဲ့အဲ့လိုတွေးပြီးတော့ရှင်နေနာကျင်လာရဘာပြောစရာရှိလို့လဲလာလေဟေးနောက်ပါစီယာခြေတန်းကြပြီးရွေရှားလာခြင်းမရှိအနေထားကြောင့်စီရန်လှမ်းကြည့်စိတွေ့လာရတဲ့လူကြောင့်စီရန်မတ်တက်ရက်ပြီးဖြစ်သွားရမင်းညံသာမထေမတ်ထားတဲ့လူကဘာလို့များယခုချိန်မှာပေါ်လာရတယ်စီရန်ထိုင်အားထပြီးဆရာဘလို့လို့ဆရာတဲ့လားရှင်ထဲမှာသူမအခေါ်စကားတခွန်းကြောင့်နှစ်သွားရသူလွမ်းဆိုးခဲ့မျက်နှာလေးကိုတက်မေတက်ဆွေးကြည့်ပြီးဘာလို့ကျွန်တော်ပြန်လာတဲ့အထိမဆောင်တာလဲမေရင်နဲ့သူ့မျက်ဝန်းတွေပြိုတော့မဲ့မိုးသက်ဖွဲမျက်ရည်ကြီးတွေစုအိုင်နေခဲ့စီရန်ဘာပြောမှမသိလျောင်စွန့်အနေရထို့ယောက်ျားကိုသူမစီပြန်လာလိမ့်မယ်လို့မထင်မှတ်ထားခဲ့ရအမှန်မှာလွန်ခဲ့တဲ့၄နှစ်ကအမားနဲ့တူနေဘူးတဲ့အိမ်လေးစီကျွန်တော်ပြန်ရောက်လာပါတယ်ဒါပေမဲ့အမအားလုံးရဲ့အဝေးကိုထွက်သွားတယ်အားလုံးချေအားဖြောက်ပြီးအိမ်ချမ်းမှာရောင်းသွားတယ်တဲ့ကျွန်တော်အမရောင်းခဲ့တဲ့ခြံလေးကိုပြန်ဝယ်ပြီးနေခဲ့ရ၄နှစ်ရှိပြီပြန်မလာတော့ထင်ခဲ့ရညံသာချစ်မြတ်နိုးရရဲ့မျက်နှာလေးကိုငေးမောကြည့်ပြန်လာမှာပေါ့အမကိုကျွန်တော်ချစ်ခဲ့လို့တေချာပေါက်ပြန်လာခဲ့မှာပေါ့အမရဲ့သူစိုးကောင်စီရန်ဆိုတဲ့စကားအစုံသူ့ရင်ခွင်ကြီးတဲ့တိုးဝင်ပြီးတော့သူ့ကြောပြိုတင်းကျပ်စွာဖတ်ထားတယ်သူလွမ်းခဲ့ရတဲ့သူမခန္ဓာကိုယ်သေးသေးလို့သူ့ရင်ခွင်နဲ့ထွေးပွေမိအဲ့လိုထွေးပွေလာတဲ့သူကြောင့်စီရန်သူ့ရင်ခွင်ထဲကနေသူ့ရင်ဘက်ကြီးကိုထွေးရိုက်ကငိုနေမိရဲ့ငါနေပြန်မလာတော့ထင်ခဲ့ငါ့ကိုနေတက်လုံးပြစ်ထားခဲ့ထင်ခဲ့လူစိုးကောင်အမရဲ့လွမ်းကြရတဲ့ကိုသိန်းရနက်လေးမျက်နှိုးကြရတဲ့ပါးပြင်လေးချေချေမျက်နှိုးချင်းတွေနဲ့တူရှင်ခွင်ထဲကအမကိုလှုပ်ထွက်သွားမိအလားပိုရိတ်ခက်တင်ပွေထားမိရဲ့ချစ်တဲ့အမရဲ့မျက်နှိုးတို့ချစ်မိရပါကျွန်တော်ရဲ့စွာတေးတဲ့အမကြီးရဲ့ရင်ခုန်တိုင်းသာအချစ်ဆိုတာအစရသိခဲ့ကျွန်တော်ရင်ခုန်တဲ့နေ့မညာခဲ့မိပါဘူးအမရဲ့နောက်ဦးသားတယောက်ကိုတောင်ငေးစီမျက်ရည်တွေစိုခဲ့ရပါတယ်နေ့ရင်ထဲမှာငါမရှိဘူးထင်ခဲ့ဒိုတိတ်စာထွက်ပေါ်လာတဲ့သူမစကားအတန်တဲတဲကြောင့်ညံသာသူမရှိဒူးထောက်ထိုင်ချလိုက်တယ်ပြန်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်တနေ့လောက်မဆက်သွယ်မိလို့လည်းတောင်းပန်ပါတယ်အရင်ကစွာတေးလန်အမောင်မချေခဲ့မိလို့လည်းတောင်းပန်ပါတယ်ဒုတိယတစ်ချိန်သူစုပ်ကင်မိကသူမလက်တွေတယ်လေးနှစ်ဦးစလုံးရဲ့မျက်နှာပြင်မှာမျက်ရည်စာတွေနဲ့ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရင်သွေးလေးကိုလူလောကရရအောင်ခေါ်ခဲ့ပြီးလို့ပြီးတော့ချစ်တယ်ဒီခက်ဆွာအမယို့ပဲချရမှမသိပေမဲ့မျက်တို့ချစ်မိသွားတာစီရန်ခန္ဓာကိုတေးသေးလေးကသူ့ရင်ခွင်မှာနားခုမိလိုက်တဲ့လွမ်းကြရတဲ့သူ့ရင်ခွင်တန်တာကြရတဲ့သူ့ရင်ခွင်အခုတော့ထိုရင်ခွင်မှာမျက်ရည်တွေနဲ့နားခုခွင်ရပြီညံသာသူ့ရင်ခွင်နဲ့အမယို့မျက်နှိုးချင်းတွေနဲ့ထွေးပွေထားမိအခုတခါထွေးပွေမှုကဘယ်တော့ခါမှလှုပ်ပေးမရမှာမဟုတ်ပါဘူးသမီးမိခင်ရင်ခွင်နဲ့ခေါင်းလေးတိုးဝင်ပြီးဖတ်တွေ့ထားတဲ့သမီးလေးကိုကြည့်ပြီးသူ့သွေးသားလေးဆိုတဲ့အတီးကညံသားရင်နဲ့တိတ်ကနေနှွေးကနေသမီးဖေလေးဖေဆိုတဲ့စကားသုံးကြောင့်ရွှေလေးသူ့ကိုမျက်ဝန်းဝိုင်းလေးနဲ့နှက်ခမ်းသေးသေးလေးနဲ့ခေါ်လိုက်တဲ့ဖေဆိုတဲ့အတန်လေးကသူ့နှလုံးသားထဲထိတာငိမ့်ငိမ့်ညောင်ညောင်စီးစင်းဝင်ရောက်တယ်သမီးလေးရဲ့အမရင်ခွင်ထဲကသမီးလေးကိုဆွဲခေါ်ပြီးခက်တင်ပွေ့ကြည့်နှမ်းဆိုင်ပြီးဒီသမီးလေးရဲ့ဖြစ်တည်မှုဘာတကူမှမသိကြပြကုံလွန်သွားတဲ့အချိန်တွေအတွက်နောင်တမျက်ရည်တွေကျမိ
သမီးလေးရဲ့ဆန်ရွယ်လေးကိုတယူတရာတတ်တယ်ပြီးနတ်ဖူးလေးကိုနမ်းရှိုင်နဲ့ယောက်ျားတက်မဲ့မျက်ရည်ပိုပိုပေါက်ပေါက်စီရန်သူ့ကိုကြည့်ပြီးဘာပြောရမှန်းမသိအောင်သူမကလည်းဝမ်းနဲ့စွာငိုရှိုင်းမိရဲ့သူ့ရင်ထဲမှာသူမရှိနေခဲ့ဆိုတဲ့အသည့်ကသူမစိတ်တွေတင်းခံထားတဲ့ဥပိ္ပခါတတိုင်းသူဖြိုချနိုင်ခဲ့အရှိယာသားဖားနဲ့အောင်ကြည့်ပြီးသူမမျက်ရည်တွေကျမိပြီးတော့သမီးလေးကဖခင်ရှင်ကွင်းကောင်းတိုးဝင်ပြီးငြိမ်သက်နေပါတယ်ညံသာပါးပြင်ပေါ်မှာတော့မျက်ရည်စာတွေကမခန်းချနိုင်အောင်ဖြတ်တန်းစီးစစ်နေရတယ်ညအမောင်ရန်အောက်မှာနေအောင်သားတွေးကိုစီနဲ့ထိုင်ပြီးညံသာတော့မိမိကိုယ်ကိုအပြည့်ရှိသူတူတူပဲအကြိမ်ကြိမ်သူမတောင်းပန်နေမိရအထက်ထက်ခါထောင်းပန်ပါတယ်ကျွန်တော်အမှန်ဆိုအမစီအကြောင်းကြားသိတယ်စီရနွမ်းဖြော့စွာပြုံးပြီးအမှန်ဆိုနေလဲမမားခဲ့တယ်လို့ငါလည်းမမားခဲ့ဘူးညံသာငါကလည်းငါအမှန်တရားနဲ့ငါအဝေးကိုထွက်ခဲ့ရနေလဲနေမိဘအတွက်အဝေးကိုထွက်သွားတာအမှန်တော့ငါတို့နှစ်ယောက်ကိုကံကြမ္မာကြည်စားခဲ့ရပါအေးစေးတည်ငြိမ်စွာပြောနေအမောင်ညံသာမျက်နှာမွှားစွာငေးကြည့်မိပါတယ်ဟိုအရင်ကသူမကိုမချစ်ခဲ့တော့လဲနောက်ပိုင်းသူ့ရင်ထဲမျက်နှာစွာချစ်မြတ်နိုးခဲ့အမျိုးသမီးတူထမင်းစားတော့မလားငါထမင်းပြင်လိုက်မယ်လေဟုတ်ပါရဲ့ည9 နာရီထိုးရတိုင်းသူထမင်းစားဖို့တတိမရချစ်ရသူနဲ့သမီးကိုမြင်တွေ့လိုက်ရတာသူ့မှာဗိုက်စားဖို့တတိမရနိုင်ပါဗိုက်စားနေပြီမဟုတ်လားဟင်းကောင်းတော့မကောင်းရှိရလေတော့စားလိုက်ထမင်းစပွဲပေါ်ပဲပြုတ်ကျင်တဲ့မကြီးပဲတော့အရီတောက်နေတဲ့ပဲကြီးဟီးရီတောက်တစ်ခွက်အစင်သိနေရယူထားတယ်ရေစလုံးကလက်ဆေးပြီးထမင်းဝိုင်းမှာသူထိုင်လိုက်တယ်ပြီးတော့မှတနက်ခါရီလေးနဲ့အတူဖြင်ကျန်းချီသားအင်ကြီးကိုရင်ပုံးကိုဝစ်ထားတဲ့သူမကိုကြည့်ပြီးသူပြောလိုက်တာကျွန်တော်တို့ဟင်းကောင်းတွေမလို့တော့ပါဘူးကျွန်တော်ဘွားမှာအမရှိနေအရာပြည့်စုံပြီဟင်းကောင်းတစ်ခွက်တဲ့အမရဲ့ပြုံးတစ်ခုကကျွန်တော်တို့အားအိမ်ပါပဲဒီစကားတက်လုံးတဲ့ညံသားကိုစီယန်ခက်ငင်ငင်ကြည့်မိပါတယ်ဟိုရင်နှစ်တွေကစီယန်ထားခဲ့တဲ့မင်းညံသားမှာဟုတ်ပါလေစားအရာအလုံးပြောင်းလဲတတ်တယ်ဆိုတဲ့စကားတိုင်းလူတယောက်ရဲ့စိတ်ကပြောင်းလဲတတ်တယ်ဆိုတဲ့စကားအမှန်အကဲသူမကိုချစ်မလားနိုင်တော့ဘူးလို့ထင်ခဲ့လူတဦးကအခုတော့သူမကိုချစ်တယ်တဲ့လားသူမချစ်ခဲ့မိရဲ့ဒီလူသားရဲ့နှလုံးသားအမှန်တကယ်ပဲသူမပိုင်ဆိုင်ရတော့မှအမှန်အကန်လားဒီတက်ကတော့မခံစားချင်ဘူးညံသားရဲ့မင်းညံသားတယောက်ဇနီးနဲ့သူ့သမီးကိုပြန်တွေ့ရမှုအကြောင်းမိခင်ကိုအကြောင်းကြားတယ်ဒေါ်ခက်ခက်ခင်ကလည်းမြင်းနဲ့ချွေးမောင်ပြန်တွေ့ပြီဆိုတဲ့တရင်ကြောင့်လဲကိုချိုသိန်းကနေတူချက်ချင်းလိုက်လာသမီးရဲ့အမေဖြစ်သမီးကိုတွေ့ကြရဝမ်းသာလိုက်တာဒေါ်ခက်ခင်ကရင့်ကျက်ပြီးတင်းငယ်လုံးနဲ့ချွေးမောင်ကြည့်ပြီးပြီးတွေ့ဖြစ်ရတယ်ဒီလိုမိန်းကလေးကိုချိုးမတော်ခွင့်ရသူမအတော်ကန်ကောင်းသလိုခံစားရဒါအမေမြေးလေးလားဖြူဖြူဥဥလေးနဲ့တားနဲ့တူလိုက်တာဖွားဖွားမြေးလေးရွှေလေးပါပြီးတော့အားရပါရနိုင်စကားတွေဆိုနေမိကညံသာပြောပြီးကြည့်နေမိပါတယ်မေမေခက်ကလေသူ့မိနဲ့ချွေးမတွေ့ရမယ်ဆိုတာနဲ့ခံစားနေရယောဂါတော့တဝက်သက်သာသလားမှတ်ရချိုတန်းငယ်စကားကြောင့်ရင်ခွင်နဲ့မြေးဖြစ်သူချင်းမတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးယောဂါတဝက်မဟုတ်ဘူးသိလားမေမေခက်ယောဂါအရှင်းပြောက်သွားသလိုတားမိသားစုစုံစုံလေးနဲ့တွေ့ရမေမေခက်တိတ်ဝမ်းသာအမေချွေးမောင်လည်းကျေးဇူးတင်ပါတယ်တားနဲ့သူရဲ့မြီးလေးကိုမွေးပေးလို့တက်ဆက်တဲ့မေမေပြောချင်တာရန်ကုန်ပြန်ရင်သမီးနဲ့သမီးကိုတခါတည်းလိုက်ခဲ့စေချင်တယ်အဲ့ဒါဟာလေစီရန်သူနဲ့သူ့မိကွန်းတလဲစီကြည့်ပြီးမျက်လွှာလေးချပြီးအထိုင်ကြပြီးသားနေရာတကူကျမဆွလို့ဖို့ခက်ခဲနေသေးရဲ့ပြီးတော့မင်းညံသားနဲ့ကျမအဆင်ပြေဖို့ဆိုတာကကျမနဲ့သူကြားညှိနှိုင်းစာလေးရှိအောင်မယ်လို့မြင်ပါတယ်အဲ့ဒါကလည်းပထမတစ်စဉ်ရလို့အမားမျိုးထပ်မမားကျင်တာလည်းပါပါတယ်အမေနားလဲပါတယ်ဒါပေမဲ့သမီးရဲ့ကလေးကိုတော့အဖေမေရှိရနဲ့မိတကွဲဖာတဲ့ကွဲမဖြစ်စေချင်ဘူးသမီးအနေနဲ့တေချာလေးတော့စဉ်းစားစေချင်တယ်ဟုတ်ကဲ့စီရန်သူမပဲမျက်နှာငယ်လေးနဲ့ရှိနေညံသားကိုတလဲအဖွားဖြစ်သူရဲ့ရင်ခွင်တွင်ငြိမ်သက်နေတဲ့သမီးကိုတလဲစီကြည့်ပြီးတမနွေကိုရှိုက်မိရဲ့အမှန်တကယ်တော့သူမကိုပြစ်ပယ်ထားခဲ့ထို့ယောက်ျားမုန်းကျင်တော့လဲ9 နှစ်တွင်အိမ်ဟောင်းလေးမှာနေပြီးသူမကိုစောင့်နေတဲ့ဆွေစကားကြောင့်သူမရင်နဲ့သူ့ပြစ်ပြစ်ခါခါမမုန်းရနိုင်ခဲ့တာသိစားနေပါတယ်ဘာပဲဖြစ်ဖြစ်ရောင်းမအောင်အချိန်တခုပေးလိုက်ပါကိုရဲ့ချိုတဲ့အရှုံးသမားတပ်ပွဲအရှုံးပေးလက်မြောက်ချင်တဲ့အကိုဖြစ်သူကြည့်ပြီးတမနွေရှိုက်မိငါဘာလုပ်တယ်လဲချိုတဲ့အမောင်စိတ်ကြည်နေတဲ့ဒီငါဘာပြန်လုပ်ပေးရမယ်ချိုတဲ့လေသူမတို့နှစ်ဦးကိုကြည့်ပြီးဘာပြောအောင်မသိပါဘူးချိုတဲ့သူတို့နှစ်ဦးတယောက်နဲ့တွေ့ကြပြီးအကြိမ်ကြာစောင့်ခဲ့ပြီးမှဝေးကြဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်ပါရဲ့ချိုတဲ့ကိုပခုံအတာပုတ်ရင်အချိန်တွေရှိပါသေးရဲ့ကိုတေချာစဉ်းစားပါအမောင်နားလဲအောင်တေချာဖြောင်းပြပြောပါအင်းမချိုတဲ့အိမ်ဝဲပြန်ဝင်သွားတဲ့အထိသူ့အိမ်ထဲမဝင်နိုင်ပါဘူးထိုညာသူ့အိမ်လည်းမပြောကလို့ဘာအတွက်ကြောင့်အမတခုကျူးလွန်မိရဲ့လို့ထင်မိရမွန်းကျက်လာရတဲ့စိတ်အစဉ်ကြောင့်ညံသာညအမောင်အောင်တညတာကုံဆုံးခဲ့ရအချိန်တွေနောက်ပြန်လဲရသူမနဲ့ပျော်ခဲ့ပွဲအချိန်တွေသာနောက်တစ်ခေါက်ပြန်သွားခွင့်ရပါစေဆုတောင်းရင်မ
န်လေးမှာတပတ်သာရှိပြီးဒေါ်ခတ်ခင်နဲ့ချိုတဲ့တို့ပြန်သွားကြမပြန်လေပဲရှိနေသူကမင်းညံတော့နင်ဘာလို့ပြန်လိုက်မသွားရော့ဖို့ရသမီးအဝတ်တွေကိုချင်းတလုံးတည်းစုထက်နေသူမအနောင်ညံသာရှောက်လာသူမမေးလိုက်ခြင်းမှာညံသာအခန်းထဲရောက်တော့သူမကိုခတ်တွေကြည့်ပြီးဘာလို့အတင်းပြန်လို့နေရကျွန်တော်အမဘလို့တောင်းမှန်ရမှာဘလို့မှမတောင်းမှန်နဲ့နေနဲ့ငါကြားမှာတောင်းမှန်နေရဲဆိုတဲ့စကားမလို့ဘာလို့လဲဆိုတော့ငါတို့နှစ်ယောက်လုံးကိုအမှန်တရားနဲ့ကိုလေတန်ခတ်အေးလေးနဲ့ပြောနေလေအမောင်ညံသာနားမလည်နိုင်အောင်ဖြစ်ခဲ့ရသူတတ်မှနွေကိုရှိုက်ပြီးတော့ကျွန်တော်အမရဲ့ခင်မနောက်တစ်ချိန်မဖြစ်နိုင်တော့ဘူးလားရီဝေဆွေးမြေ့နေတဲ့သူ့မြောင်ဝန်တွေကဓာတ်ဆောင်တစ်ခုမြောင်လေးနေတဲ့ရောက်စီရန်မျက်နှာလွှဲပြီးတော့ခင်မဟောင်းတုံးနေနဲ့လက်ခံနိုင်တယ်လို့တမီးရဲ့အဖေဖြစ်နေလဲလက်ခံနိုင်ပါတယ်ဒါပေမဲ့နင့်ကိုပြန်လက်ခံပေးဖို့ငါမစင်းစားချင်အချင်းဒီအရေးကမဖြစ်နိုင်တော့ဘူးထင်တယ်ဟာသူ့စကားဆုံးညံသာစိတ်တွေရှုပ်ထွေးရတယ်ဘာတွေရမြန်သူများစိတ်ကိုအရင်လိုမဟုတ်ပဲပြောင်းလဲသွားရရလဲမင်းညံသာနေအဲ့နေရာဘာလုပ်နေတာမနက်၄နာရီအဲ့ဟာနိုးတဲ့ချိန်ညံတော့အိမ်ရှိတဲ့ပြောင်ငုံငွေထိုင်တာတွေ့ရတယ်မင်းညံသာသူမင်းညံသာဘက်ကအသာလှုပ်ရန်ခေါ်တော့လဲမင်းညံသာသူမကိုလှည့်မကြည့်ပဲအမကျွန်တော်အရန်မုန်းနေရလားဟင်သူကခန်းစားခြင်းမင်းနေသူတအုပ်ကဲသို့ထုံမေးကုန်သူမကိုမေးမိအဲ့နောက်သူမရဲ့ဖြေစကားမဆောင်တော့ပဲစကားဆက်လာကျွန်တော်ရဲ့အခြေဦးကဝါဆိုးဆိုတာမှန်ခဲ့ဒါပေမဲ့ကျွန်တော်အမကိုရင်ခုန်တန်တွေရဲ့စေစားရအတိုင်းချစ်မိသွားတယ်ချစ်မိသွားမှယူယူမှုပါဒါအမသိမှာမဟုတ်တယ်လို့ရှုံးမှလည်းမဟုတ်ဘူးအမကတော့ချစ်မှာပေါ့ဒီကောင်ယူကြောင်နိုင်ပြီးပြောချင်တာပြောနေရလို့လေဒါပေမဲ့ဒီကောင်ရင်ထဲအချစ်တွေကိုအမမြင်အောင်မကြည့်တတ်ခဲ့ပါဘူးဇက်ကားကိုတထောင်နာပြီးသူတက်ပြုံခတ်ဖော်ပါရှိုက်ကစကားဆက်တယ်ကျွန်တော်ပြန်သွားရဲ့အပေါ်မှာအမစိတ်နာသွားမယ်ဆိုတော့ကျွန်တော်နားလေတယ်လို့တိနေခဲ့အမကိုကျွန်တော်ဖွင့်မပြောခဲ့အမစိတ်နာစရာဖြစ်သွားခဲ့မယ်ဆိုတော့ကျွန်တော်ကြိုမတွက်ခဲ့မိရပါအမှန်ကကျွန်တော်အမဆရာပြန်သွားပြီးမိမိကိုအမနဲ့တရားဝင်လက်တွဲခွင့်ရဖို့ပြောခဲ့ချိုတဲ့နဲ့လက်ထက်ပွဲအတီလင်းဖြတ်သိမ်းခဲ့ပြီးမိမိနဲ့အမစီပြန်ခဲ့ဖို့စီစဉ်နေချိန်မိမိရဲ့နှလုံးရောဂါပြန်ဖြစ်လာနောက်ဆုံးမိမိကိုလက်လွတ်လိုက်ရအနေထားဖြစ်သွားခဲ့မိမိကနှလုံးစားထိုးကုရမယ်တဲ့ဒီအချိန်မှာယူမတက်ဖြစ်ခဲ့ရတယ်တစ်ဖက်အမစီကိုအပြေးပြန်လာခြင်းခဲ့စိတ်တစ်ဖက်ကကျွန်တော်ငငယ်တဲ့အကောင်ဆုံးပြိုးထောင်ခဲ့မိမိကျွန်တော်စိတ်တွေအများကြီးလွန်ဆွဲနေခဲ့ရရဲ့နောက်ဆုံးအမစီပြန်လာဖို့ထက်ရင်နာနာနဲ့မိမိအသက်ရှင်ဖို့အတွက်ရွေးချယ်ခဲ့ပြီးစင်ကာပူမှာမိမိကိုအကောင်းဆုံးခွဲစိတ်နိုင်ခဲ့ပေမဲ့မိမိကကိုမဝင်သွားခဲ့ကျွန်တော်အမကိုတနေ့မှမေးမြန်းခဲ့ယုံကြည်ပေးပါကျွန်တော်အမကိုချစ်တယ်ချစ်လို့လည်းပြန်အောင်ချင်းအမစီလာခဲ့ရပါညံသားရဲ့စီရန်တယောက်ညံသားကြုံခဲ့အဖြစ်ပြက်တို့သိခဲ့ရတဲ့သူမရှောင်ပုံခဲ့အချိန်တွေအတွက်နောင်တရမိအဲအားကြောင့်သူ့ကိုရင်ခွင်ထဲထပ်ပြီးဖက်ထားလိုက်မိထို့လဲမင်းကိုချစ်ပါရဲ့ကောင်းလေးရဲ့ကျွန်တော်လည်းမမကိုချစ်တယ်မနက်ခင်းလေးပြေအေးရအထက်တူကြရဲ့ရင်ကုန်တန်ပိုင်ရှင်နဲ့ဦးရဲ့အချစ်တူကောင်းကြီးပေးနေသလားတိုးဝေတိုက်ခိုက်လာ။သမီးလေးထတော့သမီးဖြစ်သူညံသာဖောက်ဖွာနိုင်လှုံတော့အိတ်ချင်တာဖေအမလီဘာအိတ်ချင်တာလဲရွှေလေးဘယ်တော့မှဒီချိန်ထိအိတ်ဘူးလို့လဲထတော့အခုဟာအမကလည်းဗျာသမီးကငငယ်လေးရှိတယ်အဲ့လိုရရလားခလေးအသားနုနုလေးမင်းညံသာစီရန်တယောက်မင်းညံသာမျက်ထောင်နေကြည့်ပြီးဒီမှာမင်းညံသာအရန်တွေကဲပုံနေနဲ့ငါသမီးကြောင့်ငါနေ့ထက်စေစားတည်ဒါနဲ့နေပါနင်းရအောင်နိုးနေအောင်မထသေးဘူးအဲ့ဒါဘာလုပ်လဲငါတော့ချက်လို့ပြုတ်လို့ပြီးပြီထအခုသွားမျက်နှာတဲ့ဟာမင်းညံသာကောင်စုပ်နင်သေတော့မယ်ဖေညစ်ပတ်ပွားစီလှုပ်လာတဲ့အမကြီးပါပြုံဖြတ်ခနဲနေပြီသူထထွက်လာခဲ့နောက်ပါစီရချစ်စရာသမီးလေးအတန်နဲ့သူမအတန်တချို့မနက်ခင်းတာရောက်ပွဲလေးတစ်ပုတ်ပမာလာသမီးအိမ်ထဲကိုလာပေါင်းဖွားမြည်လေးရဲ့ဒေါ်ခက်ခင်တယောက်တားနဲ့ချွေးမအိမ်အတူရောက်လာတဲ့ပြီးမြေကိုပါမြင်လိုက်ရသူမနှလုံးသားဝမ်းသာပြီးဒီကိုစီထီးတယ်လို့နူးညံ့ခြင်းချစ်ချင်းတွေပြည့်စုံနေရတယ်စီရန်တယောက်မင်းညံသားတော့အင်ကြီးကိုဝေးဝိုင်းကြည့်ပြီးသူမမထင်ထားခဲ့ဘူးအမှန်မှာမင်းညံသားဆိုတဲ့လူတယောက်ကအီးများလောက်ချမ်းသာကြွယ်ဝမယ်လို့မထင်ခဲ့ရအမှန်အမသူခေါ်တန်တူတူကြားမှာသူတတိလက်လို့ငေးနေရမှာအတိတချို့ဝင်လာပြီးကျွန်တော်တို့အိမ်ပြောင်းနေအောင်လားဟုတ်သားပဲသမီးရဲ့အမေလည်းတယောက်တည်းနေရမယ်တူတူအမေချွေးမနဲ့သားနဲ့မီးနဲ့အတူတူနေနေတာပေါ့ဟုတ်လားမီးလေးဖွားဖွားကြီးကရွှေလေးကိုချစ်လားချစ်စရာမီးမလေးကမျက်တုံဖနှန်းကျင်စရာဒေါ်ခင်ခန့်မီးဖြစ်သူရဲ့ပေါင်းနန်းရှိုက်ပြီးချစ်တာပေါ့ဖွားဖွားကြီးမှာဒီမီးလေးပဲရှိတာမီးဖြစ်သူကိုနန်းလိုက်စကားတွေပြောလိုက်လုံနေတဲ့ဒေါ်ခင်ခန့်တယောက်ရင်ထဲမှာကြည်နူးမှုအပြည့်နဲ့ဘလို့လဲအမပြောင်းပါလားစီရန်နှရွက်အကြောင်းမဲ့ပုတ်တဲ့အဲ့ဟာလေအဲ့ဒါဘာလုံနေတဲ့သမီးရဲ့မြင်မြန်သာပြောင်းလာလိုက်အမေလိုအဖွားကြီးတောက်တဲ့နေရာအထီးကျန်နေစီရန်စဉ်းစားပြစီရောဘာမှစဉ်းစားမနေတဲ့ခြေအောင်မကြီးချိုတဲလေးတူမလေးနဲ့မခွဲချင်ပြောင်းခဲ့လိုက်တော့မေရွှေလေးတို့ဖွားဖွားကြီးနဲ့တူနေမယ်နော်ရွှေလေးစကားဆုံးမင်းနဲ့သာတယောက်စီရအောင်စူးစူးနေကြည့်ပြီး
ကဲဘလို့လုံးပါလဲထောင်တွင်းမြောက်တွေးမိနေတော့စီရန်ချေမိသားစုတိုက်ဝင်လဲဆိုးပြေလေးကျွန်တော်နေခြင်းနေခြင်းတော့ဟုတ်ပြီမင်းညံသာသမီးစီအောင်လူသိရှင်ကြားလက်ထပ်ဖို့စီစဉ်ရောက်ခမဖြစ်သူရဲ့စကားကြောင့်စီရဲ့မျက်ဝန်းလေးဝိုင်းသွားရတယ်စီရန်တို့ကလက်ထပ်ပြီးပြီလေချွေးမဖြစ်တဲ့စကားကြောင့်တော်ခက်ခင်ပြုံးပြီးဒါကအမေတို့တိုင်းဝိုင်းကမသိသေးဘူးလေတော်ခင်ခက်ပြုံးလိုက်ပြီးတော့သမီးတိုင်းဝိုင်းပဲသိထားတာဒီကောင်အသုံးမကျလို့အဲ့တော့ဘာမှမပြောနဲ့မင်္ဂလာဝဲစီစဉ်မှုပြင်တော့သမီးချိုတဲ့သမီးရောက်မှအတွက်အလားဆုံးမင်္ဂလာဝဲဆောင်တစ်စုံအမြတ်စီစဉ်ဟုတ်ကဲ့မေမေခက်သူတို့ရဲ့နဲ့သူတို့ဆိုဟောက်နေကြမို့စီရန်လဲပါတကူမှဝင်မပြောပဲရောက်ခမစီရန်ကသာကောင်းညှိလိုက်တယ်မြန်မာထိုင်မသိဝဲဆောင်လေးနဲ့လှပကြော့ရှင်နဲ့သူတို့သမီးလေးကကျွန်တော်မင်းညံသာချစ်ရပါတယ်စီရန်ချဲဆိုတဲ့အမျိုးသမီးရီတော့ရီစရာကောင်းတာသမီးဖြစ်သူအရွယ်ရောက်မှသူမကိုပြန်လဲလက်ထက်ရတယ်ပေါ့တကယ်ပါအခုလက်ထက်ပွဲလေးကချစ်ချင်းများစွာနဲ့မုံမှန်ချဲတာထားတဲ့လက်ထက်ပွဲချစ်စံနီးနဲ့ချစ်သမီးအနာမှာကျွန်တော်အချစ်တွေကျွန်တော်နှလုံးသားရာသက်ပံသက်ဆုံးထိတည်မြဲသွားဖို့ပါအမှန်စင်စစ်တော့မင်းညံတိုင်းနှလုံးသားတစ်စုံကထိုခက်ဆာဆာအမာယုံမှချစ်မိကြအောင်မို့ထိုအမာရဲ့လက်တို့ခိုင်မြဲစွာတွင်ချစ်ချင်းများစွာနဲ့ပြည့်စုံတဲ့အနာဂတ်အချစ်မြတ်တာအိမ်လေးစီကိုဖိမန်းသွားပြီလားဟင်ညံသာသူမအောင်နောက်ကျော်တိုင်းဖန်ပြီးတော့နေစိတ်လိုကြစီစဉ်ကိန်းမှာပင်မန်းလာမေးနေနော်ကျွန်တော်ချစ်လားခလေးဆန်လုံးနဲ့သူ့အမေကြောင့်သူပြုံးပြီးမင်းနေဖို့လိုသေးလားညံသာရဲ့သူမလည်းကုတ်သားဝင်းဝင်းလေးကိုသူမျက်မျက်နှုံနှမ်းဆိုင်ဆိုရင်မောင်လို့ခေါ်ဘာမှလည်းမဆိုင်ဆိုမချစ်ဘူးပေါ့သူမောင်စိတ်ကောက်သွားပုံနဲ့တစ်ဖက်လဲသွားသူမျက်နှာကိုသူမနမ်းပြီးချစ်တာပေါ့မောင်လူစိုးရဲ့ဆိုမောင်ရဲ့ရင်ခုန်တန်တွေနဲ့အချစ်တွေထက်တူကြပါစေအချစ်ရဲ့မောင်ရဲ့ရင်ခုန်တန်တွေနဲ့ဖွဲ့တည်ထားတဲ့အချစ်တွေပေးပါမောင်ရဲ့အချစ်ညာရဲ့ရင်ခုန်ခြင်းတွေကသူတို့နှစ်ဦးအတွက်ချစ်ခြင်းတစ်ခုရဲ့ပြရုပ်တစ်ခုတစ်ဖွဲပါဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့စာရေးသူမေချူးတွေရေးသားထားတဲ့ရင်ခုန်တာအချစ်လားဆိုတဲ့ဇာတ်လမ်းလေးအစဆုံးထုံးလင်းတင်ဆက်လုပ်ပေးပါပြီဆက်လက်ပြီးတော့မှဇာတ်လမ်းကောင်းများစွာထုံးလင်းတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်